ခင်ဗျားတို့မြန်မာတွေကမြန်မာပြည်ကိုတကယ်မချစ်ကြဘူးဗျကိုကျိုးစီးပွားအတအတွက်မြန်မာပြည်ကိုချစ်တယ်လို့လိန်နေကြတဲ့လူလိန်တွေပုံများပါတယ်အဲ့ဒီထဲမှာခင်ဗျားမပါအောင်နေဖို့တိုက်တွန်းပါတယ်ကျွန်တော်လည်းမပါအောင်နေဖို့ကြိုးစားပါမယ်ပထမဆုံးပြောမှာတော့ကျွန်တော်မြန်မာမျိုးသမီးအသင်းကိုဂုဏ်ပြုပါတယ်လို့ပြောပြရစီဒါကျွန်တော်တို့ဒီဘက်မှာဂုဏ်ပြုစရာတအားများသွားတယ်ဟိုဂုဏ်ပြုစရာများဘာလို့ဆိုမြန်မာမျိုးသမီးကဘာလို့ဂုဏ်ပြုလို့မင်းဒီနေ့ခင်ဗျားတို့ဒီအတိုင်းပဲမလေးရှားကို3-9ပြတ်နေနိုင်တယ်ပေါ့3-9ညနေနိုင်တယ်နိုင်လိုက်တဲ့အတွက်ဘာဖြစ်သွားလဲဆိုတော့အုပ်စုအောင်ပြီလို့ကိုယတိပြတ်ပြောနိုင်သွားပြီနောက်ဆုံးဒီပွဲမှာခင်ဗျာပပဆက်ဆက်မရှုံးမဲဘူးနောက်တစ်ခါအောက်သိန်းတဲ့ကပပဆက်တွေမနိုင်ဘူးဆိုရင်အုပ်စုအောင်ပြီသားရှင်းရှင်းလေးဘာလို့6မဲ့ရသွားပြီလေနောက်ဆုံးတစ်ပွဲကိုဗီနန်နောက်ဆုံးပွဲလေးကအဖြေပဲလောဆယ်ဒီနေ့သူကန်သွားတဲ့မြန်မာသင်းရဲ့ဟို3-9ပြတ်နိုင်သွားတဲ့အတွက်ဘာပဲပြောအုပ်စုအောင်ပြီဆိုတာကို69%ပြောလို့ရသွားပြီ69.9%ထိပြောလို့ရသွားပါပြီဒါတော့ဘာပဲပြောအမျိုးသမီးအသင်းပုံမှာကျွန်တော်ယုံကြည်မှုပါပဲအဲ့တော့အဲ့မှာကျွန်တော်ဘောလုံးပွဲကိုထက်ဘောလုံးပွဲအပြင်ကအားလေးပြောပါမယ်ပွဲထဲမှာကန်တဲ့ဟာကတော့ဒါတနိုင်ငံလုံးအားပေးကြတဲ့အတွက်တနိုင်ငံလုံးဒီပါအားပေးကြတဲ့အတွက်ကျွန်တော်တခုတခုတည်းကထပ်ပြောစရာဘယ်လိုလောက်အောင်ကောင်းပါလဲမြန်မာပြည်သူတွေကအားနေကြအားသားကြတွေများစွာကြားရရပဲလူချင်းနဲ့အနိုင်3မှတ်နဲ့ရတဲ့ဂိုးတွေကိုပါရအောင်ယူသွားပြီးတော့ကျွန်တော်တို့မြန်မာတနိုင်ငံလုံးကိုစိတ်ချမ်းသာမှုပျော်ရွှင်မှုတွေကိုပေးခဲ့ပါပြီဒီမြန်မာပြည်သက်တွေအားလုံးကလည်းသူတို့အတွက်သူတို့ကြောင့်ပျော်ရွှင်ရပါတယ်စိတ်ချမ်းသာရပါတယ်အဲ့တော့ဟိုတစ်ဖက်မှာဘာသာတွေ့ရလဲဆိုတော့ဘောလုံးပွဲကျင်းပရချွန်ဘူရီပေါ့နော်ချွန်ဘူရီမှာရှိတဲ့ချွန်ဘူရီအားသာကွင်းကြီးမှာလာအားပေးကြတဲ့မြန်မာတွေကိုင်းထဲမှာအားပေးတဲ့မြန်မာတွေအောင်ပွဲခံတာဗျာကျွန်တော်ကြည့်ပြီးတော့အဲ့တော့ကြည့်ပြီးတော့ကျွန်တော်အတွေးထဲမှာတစ်စိမ့်စိမ့်ဝင်လာတာတခုရှိတယ်ဆိုအဲ့ဒီကိုင်းထဲမှာသွားအားပေးကြတဲ့မြန်မာတွေကထိုင်းမှာရောက်နေတဲ့မြန်မာတွေထိုင်းကိုအလဲပတ်သွားတာထိုင်းကိုအားကစားအားပေးဖို့သွားတာရှိတယ်ထိုင်းမှာရောက်နေတဲ့မြန်မာတွေရှိတယ်အဲချွန်ဘူရီပါဝင်အနီးဆက်ဆုံးဒေသမှာရှိတဲ့ဒီတော်တော်နေတဲ့မြန်မာတွေဖြစ်လိမ့်မယ်အဲညနေဆောင်မှာအလုပ်တွေကိုရအောင်ဖြစ်ပြီးတော့ဒီမြန်မာအသင်းကိုသွားအားပေးကြတာလို့ကျွန်တော်နားလည်တယ်မြန်မာအသင်းကိုအားပေးခြင်းလို့ကိုသွားအားပေးကြတယ်ထိုင်းရောက်မြန်မာတွေလို့ကျွန်တော်တော့အများစုပါမယ်လို့လက်ခံထားပါတယ်အဲ့တော့အဲ့ဒီထဲမှာသူတို့ကတချို့ဒီစစ်တပ်ကိုမုန်းတဲ့ကောင်တွေလည်းပါတယ်စစ်တပ်ကိုကြိုက်တဲ့ကောင်လည်းပါမယ်နီပိန်းလည်းပါမယ်မနီတနီလည်းပါမယ်တိုင်းသားတွေလည်းပါမယ်ပုံစံမျိုးစုံပါမယ်ပေါ့ဗျာအဲ့တော့ဘယ်လိုပဲပါသူတို့အားလုံးကဒီတည်ငါလေးမှာမြန်မာဆိုတဲ့စိတ်နဲ့ပျော်ပျော်ရွှင်ရွှင်အားပေးလိုက်ကြတာကြည့်ပြီးတော့ကျွန်တော်နိုင်ငံသားတွေအကုန်လုံးကမြန်မာချစ်စိတ်တော့ရှိကြတယ်ဗျဒါပေမဲ့ချစ်စိတ်မရှိတဲ့လူကလူဒန်းသားတစုဗျလူတော်များမြန်မာပြည်ချစ်ကြတယ်ဒါပေမဲ့လူဒန်းသားတစုကချစ်စိတ်မရှိကြတယ်လူဒန်းသားတစုကတစုအဲ့တစုကတော့ဘယ်သူလဲကျွန်တော်မသိပါဘူးဆိုတော့တော်တော်လေးဒီကိုအသိရဲ့အောင်ပွဲပေါ်မှာတကယ်ကြောင်တို့ကြည့်ပြီးတော့ပွင့်ဘေးကအားပေးတဲ့သူကြည့်ပြီးတော့ကိုပါဒီမှာအပျော်လေးကူးဆက်တယ်အဲ့ဒီလူတွေကကိုနဲ့အယူဆတူတူမတူတူကျွန်တော်တို့ကြည့်ပြီးတော့အားလဲအားကြတယ်သဘောလဲသဘောကြတယ်ဝမ်းလဲဝမ်းသာတယ်ကြီးလေးကျေးဇူးတင်တယ်ကိုယ်နဲ့မှာသွားတခြားအားပေးကြတဲ့အတွက်ကြီးလေးကျေးဇူးတင်ပါတယ်ဘာပြောဒါသိကောင်းတဲ့ကိစ္စလေးပါနောက်တစ်ခါဒီမြန်မာမျိုးသွေးအသင်းကတော့ကျွန်တော်ထင်တယ်အုပ်စုကတော့အောင်သွားပြီတေချာတာကတော့အကျိုးဘူလူပွဲအစင်းသင်းအကျိုးဘူလူပွဲတော့ထိုင်ကုန်အစင်းသင်းပြင်ထားပြီးသွားပြီသူတို့ကအေးစီဖြစ်သွားပြီပေါ့နော်ဆိုတော့ဒီကလေးမလေးတွေကိုပြောချင်တာကတခုပါပဲစူဖလိုက်ကိုရအောင်ယူနိုင်ခဲ့ယူခဲ့ပါအကယ်မရလဲမရလဲအကောင်းဆုံးစူးစမ်းရှင်းပြခဲ့ပါဘူလူအုပ်စုအကျိုးဘူလူပွဲတက်ပြီးဖြစ်တဲ့အတွက်ကိုလုံးနေတော့အကောင်းဆုံးလုပ်ပြခဲ့ပြီဖြစ်တယ်ဒါပေမဲ့မပေါ့ဘူးနောက်ဆုံးနေ့ဗီယက်နမ်နဲ့ပွဲမှာမပေါ့ဘူးပေါ့ရောမကစားမိဖို့ပြီးရင်အားကုန်ထုတ်ပြီးတော့ရှိသမျှအားတွေကုန်ပြီးအကျိုးဘလူးပဲရောက်တော့အားလျော့သွားတာမဖြစ်ဘူးအဲ့ဒီမှာအားကိုချွေတာကစားပြီးတော့ပပနဲ့အုပ်စုကြော်လွားပြီးတော့ပပနဲ့ကြော်လွားပြီးနောက်တစ်ဆင့်မှာအကျိုးဘလူးမှာတွေ့ရမယ်အသင်းဟာပို့ပြီးတော့အားကောင်းတဲ့အသင်းဖြစ်လာပြီဖြစ်တဲ့အတွက်တစ်ဖက်အသင်းကအင်ဒိုနီးရှားနဲ့ထိုင်းနှစ်သင်းနဲ့တစ်သင်းနဲ့ဆုံမယ်တေချာတာတော့ကျွန်တော်တို့အုပ်စုဒုတိယဆိုရင်ထိုင်းနဲ့ဆုံပါပဲထိုင်းကလည်းဟိုအုပ်စုတွင်းမှာကိုအပြတ်သက်ကိုအနိုင်ကန်ထားတာဆိုတော့ဒေသတွင်းမှာမိန်းကလေးအသင်းမှာလည်းအားကောင်းဆုံးအသင်းကမြန်မာထင်ဆုံးပုံထိုင်းဗီယက်နမ်မြန်မာတက်တဲ့အဆင့်မှာရှိတယ်ပြီးတော့မှဖိလစ်ပိုင်ပြီးတော့အင်ဒိုနီးရှားဒီ9သင်းကအာဆီယံ10နိုင်ငံ17နိုင်ငံပေါ့ဗျာအဲ့ဒီထဲမှာဒီ9သင်းကတော်အားကောင်းတဲ့အသင်းတွေအဲ့ဒီမှာထိုင်းနဲ့ဗီယက်နမ်ကတော့အားကောင်းဆုံး2သင်းတုံးတောင်းတော့တက်ရလိုက်တာမြန်မာအသင်းအဲ့တော့မြန်မာအသင်းကဒီ2သင်းကိုကြော်ဖို့ကြတော့တော်တော်လိုက်စူးစမ်းယူအောင်အဲ့တော့ဒါကြောင့်မလို့ပပနဲ့ကြော်လွားပါလို့ကျွန်တော်ပြောတာပါဟိုကိုအသင်းတော်ဟိုအားကိုထိုက်တဲ့အသင်းလေးဖြစ်တယ်ဒါပေမဲ့တစ်ဖက်မှာကိုတဲ့ကောင်းတဲ့အသင်းတွေအပေါ်မှာစောင့်နေပါတယ်အဲ့တော့တတိကြီးထားပြီးတော့ခွန်အားကိုချွေထားပြီးတော့ပန်းနဲ့စွာကစားဖို့လည်းလိုမယ်နောက်နီးပြအဖွဲ့တွေနဲ့ဒီမြန်မာမျိုးသွေးသိန်းကိုအုပ်ချုပ်တဲ့အဖွဲ့တွေနေနဲ့လည်းပပနဲ့ဒီတစ်ဖက်အသင်းကကိုနဲ့ရင်ဆိုင်မဲ့အကျိုးဘလူးမှာရင်ဆိုင်မဲ့အသင်းကိုကြိုတင်ကင်းထောက်ထားပြီးတော့မှပပနဲ့လီအင်အားချွေတာကစားမယ်တစ်ဖက်အသင်းအားနေချက်အားသာချက်ထိုးနှက်ချက်တစ်ဖက်အသင်းအားလျော့နေတဲ့အားပြော့နေတဲ့တောင်းနေရာတွေကိုရှာဖွေတိုက်ခိုက်ဖို့စဉ်းစားတတ်ဖို့လိုမယ်လို့ကျွန်တော်တိုက်တွန်းချင်ပါတယ်စုမရရင်တောင်အကောင်းဆုံးရှင်ပြိုင်ခဲ့ပါဒီမှာပြန်လာတဲ့အခါမြန်မာပြည်သက်တွေကခင်ဗျားတို့ဒီညီမလေးတွေဝိုင်းပြီးတော့အားလုံးကလက်ခုပ်တီးပြီးကြိုကြပါလိမ့်မယ်ပန်းကုန်းတွေစုပ်ကြိုကြပါလိမ့်ဘာလို့ဆိုတော့ပျော်တာကိုဗျာသူတို့ကြောင့်ကျွန်တော်တို့နှစ်ပွဲဆက်ပြောခဲ့ရပြီအမျိုးသားအသင်းကတော့ခင်ဗျားတို့သိတဲ့အတိုင်းပဲ
စလာတွေကပွဲရှုံးသွားပြီနောက်တစ်နေ့မှာအင်ဒိုနီးရှားနဲ့ပွဲမှာလည်းမရှုံးရင်ကန်ကောင်းဒါကျွန်တော်ပွင့်လည်းပြောတာတရေရရင်ကန်ကောင်း sorry တရေရရင်ကန်ကောင်းဒီလိုပြောပြရစီတရေရရင်ကန်ကောင်းလို့ပဲကျွန်တော်ပြောပါမယ်ဘာလို့ဆိုနိုင်ဖို့ကတော့ကျွန်တော်တို့မမျောလိမ့်ပါဘူးမြန်မာမျိုးသားအသင်းကအင်ဒိုနီးရှားကိုနိုင်ဖို့တော့မဖြစ်နိုင်ပါဘူးဒါကကျွန်တော်တို့နှိမ်ပြောတာမဟုတ်ဘူးမဖြစ်နိုင်လို့ဖြစ်နိုင်ပြောတာပါဘာကြောင့်ဆိုမြန်မာမျိုးသားအသင်းပေါ်မှာထားတဲ့ဒီဘောလုံးဖွဲ့ချုပ်ရဲ့ထားပေးတဲ့ investment ကရှိကောင်းရှိရင်ရှိပြီမဲ့ဘောလုံးဖွဲ့ချုပ်ရဲ့စီမံခန့်ခွဲမှုတို့ဘောလုံးဖွဲ့ချုပ်ဥက္ကဋ္ဌအပါဝင်ဘောလုံးဖွဲ့ချုပ်တစ်ခုလုံးရဲ့စီမံခန့်ခွဲမှုကမှန်ကန်နေလားမှားနေလားကျွန်တော်မသိဘူးတန်တရားရှိစရာကောင်းတယ်ဘယ်လိုလဲတော့ကျွန်တော်မသိဘူးသို့တော့မြန်မာဘောလုံးအသင်းကတော့ UNICEF အသင်းပေါ့ UNICEF ပြိုင်တယ်22အသင်းကတော့ကျွန်တော်ထင်ထားသလောက်အစွမ်းမပြနိုင်တာတော့တွေ့ရတယ်ပြီးတော့ကျွန်တော်တို့ကတိတ်ပြီးတော့အားပေးဖို့အားနေပါတယ်ဘာကျွန်တော်ပေးတဲ့တယောက်အနေနဲ့အားပေးရမှာဒီနေရာမှာဆိုတော့ဘောလုံးဖွဲ့ချုပ်အနေနဲ့ယူဆက်ခွန်ကိုကြည့်မယ်ဒီမျိုးသမီးအသင်းကိုကြည့်ပြီးတော့ဒီမြန်မာလေဝိစင်အသင်းအဓိကအသင်းဖြစ်တယ်အဲ့ဒီအသင်းကိုတည်တည်ချာမတိဆောက်နိုင်ရင်တော့အဲ့ဘောလုံးဖွဲ့ချုပ်ကလည်းအုပ်ချုပ်မှုသုံးဖို့စီမံခန့်ခွဲမှုညံဖြစ်နေလို့ပဲကျွန်တော်တို့ပြောရမှာဖြစ်နေပြီပေါ့နော်ဒီလိုတော့ကျွန်တော်ပွင့်လည်းပြောရမှာဖြစ်နေပြီအဲ့တော့ကိုယ့်အသင်းရဲ့အနေထားက20ကြာတဲ့အထိဘာမှအပြောင်းလဲဖြစ်မလာဘူးဆိုရင်ကျွန်တော်တို့ဒီအဖွဲ့ချုပ်မှာရှိတဲ့တာဝန်ရှိတဲ့လူအကုန်လုံးဥက္ခရာစားပြီးအကုန်လုံးကတာဝန်ရှိတယ်တာဝန်ယူရမယ်တာဝန်ခံရမယ်ဆိုတော့တော့သိဖို့လိုပြီလို့ကျွန်တော်တိုက်တွန်းချင်တယ်เนาะအမျိုးသမီးအသင်းကိုအောင်မျိုးသမီးအသင်းကိုမှီပြီးတော့ကလိုက်ဖို့မရဘူးယူဆက်ကောင်အသင်းကြီးမှီလိုက်လို့မရဘူးကမ္ဘာအဆင့်ကို ranking သတ်မှတ်တာမျိုးသားအသင်းနဲ့ ranking သတ်မှတ်တာဖြစ်ပါတယ်အဲ့တော့မျိုးသားအသင်းကလည်းတော်တော်လေး ranking ကောင်းဖို့တော့ကိုတေချာစနစ်ချာစီမံခန့်ခွဲလိုပြီလို့ပဲကျွန်တော်တိုက်တွန်းချင်တယ်ဗျာเนาะထားပါတော့ဒါလေးကတော့ဘောလုံးနဲ့ပတ်သက်ပြီးအောင်ပွဲခံတာလေးကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်ကျွန်တော်အားပေးရတဲ့ဘောလုံးသမီးလေးပေါ့နော်မိထက်လူကတော့ဒီနေ့လေးတကိုးထပ်သွင်းပါတယ်ဆိုတော့ဒါနှစ်ပွဲကစားနှစ်ကိုးသွင်းတယ်သူကလည်းကိုသွင်းပြင်စုအတွက်အဆင်တော့မရသေးပါဘူးဒါပေမဲ့ကိုနှစ်ပွဲသားနှစ်ကိုးသွင်းတယ်တကယ်ပဲကိုသွင်းများတဲ့စီးရင်ထဲမှာဒါထိပ်ပိုင်းတွေကိုဖြည်းဖြည်းချင်းဝင်လာလိမ့်မယ်လို့ယူဆပါတယ်နောက်ပွဲတွေမှာဆက်သွင်းတော့စောင့်ကြည့်ကြတာပေါ့နော်ဒါလေးကတော့ဘောလုံးနဲ့ကိစ္စပတ်သက်တော့ပြောတာပါနောက်တစ်ခုကကျွန်တော်တို့ဒီဘောလုံးကိစ္စပြောပြီးတဲ့နောက်မှာကျွန်တော်တို့ NUG ရဲ့ဟာတာလွတ်ရလေးတွေနဲ့ဒီချီနီလေးကျွန်တော်ပြောပြပါမယ်ကျွန်တော်တို့ဒီနေရာမှာစကားပုံလေးတစ်ခုရှိတယ်နော်စကားပုံတစ်ခုရှိတယ်ကျွန်တော်ဒီနေ့ချာလီသတိထားမိတဲ့စကားပုံလေးပေါ့ကြားဘူးနာကလည်းရှိနေပြီစကားပုံလေးပါအဲ့ဘာလဲဆိုတော့ရင်ကောင်နောက်ကိုလိုက်ရင်ချီရင်းနဲ့ရောက်မယ်တဲ့ပြားနောက်ကိုလိုက်ရင်တော့ပန်းကင်းတွေကိုရောက်မယ်တဲ့နော်အဲ့တော့ကျွန်တော်တို့တွေပြန်စဉ်းစားကြဖို့လိုတာခင်ဗျားတို့ကျွန်တော်အားလုံးပြန်စဉ်းစားကြဖို့လိုတာလူတယောက်ချင်းစီတိုင်းကျွန်တော်မြန်မာနိုင်ငံသားတဦးချင်းစီတိုင်းစဉ်းစားဖို့လိုတာကျွန်တော်တို့တွေကရင်ကောင်နောက်ကိုလိုက်လို့ချီရင်းနဲ့ရောက်နေတာလားပြားပရုံးနောက်ကိုလိုက်လို့ပန်းကင်းနဲ့ရောက်နေတာလားဆိုတာကိုယ့်ကိုသိကြဖို့လိုတယ်ကိုယ်ဘက်ကိုလိုက်နေတာလဲဆိုတော့သိဖို့လိုတယ်ကန်ဆိုးသွားပြီကျွန်တော်တို့ရင်ကောင်တော့လိုက်နေပြီတော့ပန်းပြားပရုံးတော့လိုက်တယ်လို့ထင်နေပြီရင်တော့တေချာတယ်ကျွန်တော်တို့ချီတွင်းနဲ့ရောက်မှငါတို့မှားပြီဆိုတော့သိရင်တော့မှားသွားလိမ့်မယ်အခုတော့ NUG ကတော့အစိုးရအဖွဲ့အသစ်ဖွဲ့ပါပြီပုံစံပြောင်းပါပြီဆိုပြီးတော့ကြီးညာတာပဲကျွန်တော်လည်းအဲ့ဒါကြည့်လိုက်တယ်စီးကြည့်လိုက်တော့ပြုတ်ကုန်ပြီတချို့တွေပြန်ပါလာတချို့ပြုတ်ကုန်ပြီအမေခင်ဗျာပရိပရာတွေနဲ့ပြောပြီးတော့လူတက်ဖို့လှုံ့ဆော်တဲ့ဆရာဝန်ကလူတက်ဖို့လှုံ့ဆော်တဲ့ဆရာဝန်လူတက်သမားဒေါက်တာဇော်ဝေဆိုးကကြတော့အမေတို့ကပြောင်းအစိုးရအဖွဲ့ဝင်ကြီးအောင်တော့ဖြစ်သွားသေးတယ်ဗျာတို့အတွက်အမေတို့တော့ရာတို့ချက်မြင့်သွားလိုက်ပြီဆိုတော့ပြုတ်တဲ့လူတွေတော့အများကြီးပါတယ်ဟိုမှာဆိုကြပါစို့ဒေါက်ခင်မမမျိုးတို့ဒေါက်တာဆာဆာတို့အဲ့လိုအုပ်စုတွေအကုန်ပြုတ်ကုန်တယ်ဘာလို့ပြုတ်လဲလို့မေးရင်ခင်ဗျားတို့သိရတဲ့အတိုင်းပေါ့ဗျာဒီအုပ်စုတွေကအချင်းချင်းတို့ချင်းကြားမှာကအင်အားတွေတိဆောက်ထားကြတယ်စုစည်းထားကြတယ်ပြီးအချင်းချင်းဘာလုပ်ကြလဲဆိုတော့အမိချင်းချီထားကြတယ်တို့အတွက်အကျိုးစီးပွားမဖြစ်ထွန်းတော့ဘူးလို့ယူဆရလို့ဆိုကိုဖြုတ်ချပြတယ်ဥပမာဘယ်လိုဖြုတ်ကြလဲဒေါက်တာဆာဆာဖြုတ်လိုက်တယ်နော်ဥထင်လဲအောင်ဖြုတ်လိုက်တယ်နော်ဒေါက်ခင်မမမျိုးလည်းဖြုတ်လိုက်တယ်မတ်ဣသေဇာမောင်နော်နှာခေါင်းလေးလှအောင်ပြင်လိုက်တဲ့လှသွားတဲ့လူဝင်ကြီးပေါ့နော်သူ့ကိုလည်းဖြုတ်လိုက်တယ်နော်ဆူစနာလာဆိုကိုလည်းဖြုတ်တယ်ဥမိုးစောဦးကိုလည်းဖြုတ်တယ်ပြီးတော့အခြားသောအဲ့ဒါနာမည်ကျော်တွေပေါ့အခြားသောသူတွေအများကြီးပါတယ်ဖြုတ်ပြတာဆိုတော့ပြောရတော့အထဲမှာအတွင်းကျိတ်ပြီးတော့တတ်ရှူတာတွေအတွင်းကျိတ်ပြီးတော့ပွဲတာတွေအစဖြစ်နေတဲ့သဘောရှိတယ်အစိုးရဖွဲ့ပြန်လဲဖွဲ့စည်းပါတယ်ဆိုပြီးတော့ NUG ကသူတို့ကိုသူတို့ပြန်ဖွဲ့စည်းပါတယ်ဆိုပြီးတော့ဖွဲ့စည်းတဲ့အခါမှာခုနဒီပုံကိုယ်တွေအကုန်ဖြုတ်လိုက်ပြီးတော့သူတို့ကဒီမှာသူတို့ပြောလို့ဆိုလို့မကောင်းတဲ့ပုံကိုယ်တွေပြောလို့ဆိုလို့ပြောဆိုခဲ့ပြီးတော့အမာကန် core group ပေါ့နော် core group ကဇင်မာအောင်တို့လွင်ကိုလတ်တို့ရီမွန်တို့ကဒါ core group တွေဖြစ်တယ်အဓိက group တင်ထွန်းနိုင်ပါဝင်ပေါ့နော်ဆိုတော့ဇင်မာအောင်ရီမွန်လွင်ကိုလတ်တင်ထွန်းနိုင်ဒီလေးယောက်ကတကအဓိက group ပါဆိုတော့ပတ်စံတော်ဟိုသူတို့ဒီ budget နဲ့စီမံခန့်ခွဲရေးကိုသူတို့အဓိကကင်ထားတယ်ကင်ထားပြီးတော့သူတို့နောက်မှာနေဖုန်းလက်ကကျိုးကင်ထားတယ်နေဖုန်းလက်တို့ဘာလို့ကျိုးကင်ထားတယ်ပေါ့နော်ဆိုတော့အဲ့မှာညှက်ထည့်ထားတာလေမုံစာခေါင်းတို့နော်ဟိုဗာလဲဒီဝင်းဒေါက်တာဝင်းမြတ်အေးတို့အစဖွဲ့စည်းတွေအစရှိတွေနော်ဂျာထွယ်ပန်တို့ဒေါက်တာရွှေပုံအစရှိဒေါက်တာတူးခေါင်နော်နောက်တစ်ခါအဲ့မှာပတ်စံရှာတတ်တဲ့ဟိုအောင်မျိုးမင်းပေါ့နော်ဦးအောင်မျိုးမင်း LGBT ပေါ့နော် LGBT ပေါ့နော်ဆိုတော့ယောက်ျားလေးတွေပဲစိတ်ဝင်စားတဲ့ပုံကိုပေါ့ဦးအောင်မျိုးမင်းသူကတော့သူ့ကိုဖြုတ်လို့မရဘူးပေါ့နော်နောက်ဦးသိန်းဦးဆိုတာ NLD ကလူဟောင်းဆိုတော့ဖြုတ်လို့မရအောင်နော်စိုးသူရထွန်းဖြုတ်လို့မရဘူးဖြုတ်လို့မရတော့ဖြုတ်ကြအောင်
ဒါပေမဲ့တော်တော်များသူတို့ချင်းချင်းဖြုတ်ကြတယ်ဖြုတ်လို့တာတွေစကြတော့ပဲသူတို့ချင်းချင်း NUG ဂျားထဲမှာဖြုတ်ထုတ်တာတွေလုပ်ကုန်တယ်အရေးမပါဘူးလို့ယူဆတယ်ကိုဖြုတ်လိုက်တယ်သွားရှင်းကိုဖြုတ်ပြလိုက်တယ်ဆိုတော့ဒါကိုတော့တွေ့ရတယ်ဆိုတော့ဖြုတ်ပြီးတော့မှတချို့တွေပြန်ပါတချို့တွေပြန်ပါအစ်စ်ထဲတာတွေလည်းရှိသလားဆိုတော့အစ်စ်တွေလည်းဟိုလူမသိတဲ့သိမသိတဲ့လူတွေထဲတာတွေရှိပါတယ်ဒါပေမဲ့သိအရေးမကြီးတဲ့နေရာတွေမှာထိုးတယ်ပေါ့နော်ဆိုတော့အဲ့တော့သူတို့ချင်းချင်းဖြုတ်ထုတ်တာလုပ်နေတဲ့ဇလန်နဲ့ပတ်သက်လို့ဦးကြီးမြင့်လို့ပုဂ္ဂိုလ်ဦးကြီးမြင့်ဆိုတာဒီမဲ့စစ်တပ်ကိုရတဲ့မရှိအောင်ဆဲဆိုနေတဲ့ပုဂ္ဂိုလ်အသက်တာကြီးပြီးအချိန်မစီးတဲ့ဦးကြီးမြင့်ပေါ့နော်တကယ်အသက်ကြီးတဲ့အချိန်မစီးဘူးအသက်တာကြီးတဲ့ခုချိန်ဒီတိုင်းပြည်ဖြတ်လို့မောရသေးတယ်ဦးကြီးမြင့်ဦးကြီးမြင့်ကဘာပြောလဲဆိုတော့အဲ့သူ့ NUG ကိုတော်လိုင်းဟင်းလုံးမှာလားတဲ့အစိုးရအမိခံဖွဲ့ပြီးတော့ဆက်လှုပ်ရှားကြမှာလားတဲ့ပြည်သူတွေဘာကလေးပေးဦးမှာလဲတဲ့ဒါမှမဟုတ်ဒီတိုင်းဆက်လိမ်မှာလားတဲ့ပြောင်းစုကိုစားပြတာလားဘာလို့တကယ်တိုက်ပွဲဝင်နေမြေတိမ့်ထားတဲ့ EU ကိုစလဲတွေကိုမထည့်တာလေတဲ့ကိုတလဲတွေတဲ့ကျစာတော်ဖြောင်းအောင်မီးနေအောင်ဗျာဦးကြည့်မြင်လို့ယူမြန်မာစာတော်မှန်အောင်မီးနေတဲ့ပေါ်ရောက်ကုန်နော်ဒီလိုမထည့်တာလေတဲ့နော် EU တွေတိမ့်ပိုက်ထားတာကိုမိမိတို့ကပဲတိမ့်ထားသလိုဆက်လိမ်နေဦးမှာလားတဲ့တကယ်အဲ့ဦးကြည့်မြင်မေးတယ်မေးကုန်ကျွန်တော်တို့မေးတာမဟုတ်ဘူးဦးကြည့်မြင်မေးတာနော်တော်လိုင်းလုံးမှာလားတဲ့အစိုးရအမိခံပြီးဆက်လှုပ်ရှားမှာလားတဲ့ဒါမေးကုန်နော်ပြည်သူကိုဘာဂရိတွေပေးဦးမှာလဲတဲ့နော်ဒါမှမဟုတ်ဒီတိုင်းဆက်လိမ်နေမှာလားတဲ့ဒါဦးကြည့်မြင်ပြောနေတာနော်ပြောင်းစုကိုစားပြတာလားတဲ့ဘာလို့တကယ်တိုက်ပွဲဝင်နေပြီးတိမ့်ထားတဲ့ EU ကိုစလဲတွေကိုလည်းမထည့်တာလဲတဲ့နော် EU တွေတိုက်ခိုက်သိမ့်ပိုက်ထားတဲ့သိမ့်ပိုက်ထားတာကိုမိမိတို့ကသိမ့်ထားသလိုဆက်လိမ်နေဦးမှာလားတဲ့ဦးချင်းမြင့်အဲ့ရေးတဲ့စာမှာခင်ဗျာရှင်းပြရရင်စာလေးအပြင်10ချောင်းတော့မပြီးဘူးအမှား6ခုလောက်ရှိတယ်အဲ့လိုလူမျိုးကဗာလဲတုံးတက်သူလိုနိုင်ငံရေးတုံးတက်သူလေးလာသူလို့လုပ်တယ်ခင်ဗျာစဉ်းစားကြည့်စာတော်ဖြောက်အောင်မြင်နေတဲ့လူကမှန်အောင်မြင်နေတဲ့လူကနိုင်ငံရေးတုံးတက်သူအဲ့လူပြောတာကိုယုံတဲ့လူကတက်ရှိသေးတယ်ဒါကြောင့်ခင်ဗျားတို့ကဟိုဗာလဲဆိုခင်ဗျားကရင်ကောင်းတော့ရှောက်လိုက်နေတဲ့လူတွေလိုပဲချင်းနဲ့ကြပါဆိုတော့သိမယ်လူတွေနော်ဆိုတော့အဲ့လိုအုပ်ကူအုပ်စုတွေပေါ့နော်ဆိုတော့ဒီ NUG သူတို့ဖွဲ့စည်းရထက်ပါလေသူတို့ထဲမှာဘယ်သူတွေထက်လဲသူတို့ core group ဖြစ်တဲ့ group ပဲထည့်ထားပြီးကျန်တဲ့လူတွေအကုန်လုံးကိုမလို့ဆိုရင်ကိုဖဲလုပ်ပြီးတော့ဖြုတ်လို့တဲ့ဇလန်တွေကြီးကျယ်လုပ်ကြတယ်လောရင်းနဲ့အထဲမှာလည်းချင်းချင်းဇလန်တွေရဲ့ကြိတ်ကွဲတွေရှိတယ်ကြိတ်ကွဲတွေရှိတယ်ဒါတွေကသူတို့မပြောလို့တာကြိတ်ကွဲတွေရှိတယ်ဘာလို့ဆို budget ကိစ္စတွေမှာခွဲဝေမှုတွေမှာပြဿနာကြီးတတ်ကြတယ် budget ခွဲဝေမှုကိစ္စတွေ budget သုံးစွဲမှုကိစ္စတွေတချို့လူတွေကတခါတည်းဇိမ်ခံနေရတယ်မလုပ်ဘဲနဲ့ပတ်စံတောင်းသွားပြီးလှုပ်ရှားတာတွေနိုင်ငံတကာပေးတဲ့ funding တွေရှိတာဟုတ်ပြီအဲ့ဒါတွေကိုလှုပ်ရှားကြတယ်ဆိုတော့ကြာတော့သူတို့လည်းချင်းချင်းနဲ့ကွဲကြပြဲကြနဲ့အသစ်ဖွဲ့စည်းလိုက်ပါလို့ပြောတယ်လူဟောင်းက90လို့ပြန်ပါတယ်လူဟောင်းက90ရာခိုင်နှုန်းကျော်ပြန်ပါတယ်95ရာခိုင်နှုန်းပြန်ပါတယ်အသစ်ဆိုလို့တယောက်မှမပါဘူးဒါပဲအသစ်ဆိုကြီးကြီးမနေရဘာမှပြန်မပါဘူးအဲ့တော့ဒါကြရင် NUG ကအဲ့လိုမျိုးဆက်ပြီးတော့ဒါပြောနေတယ်ပေါ့ဗျာပြောပြီးတော့တခါအခုထပ်ပြီးတော့သူတို့ဘာထပ်လုပ်နေလဲဆိုတော့လာမယ့်ဒီဇင်ဘာ10ရက်နေ့ဆိုပြီးတော့ခေါင်းစဉ်တက်ပြီးတော့သူတို့လူလူကြားမှာလှုံ့ဆော်မှုလုပ်ဖို့ကြိုးစားတယ်ကျွန်တော်ကဒါဒီကိစ္စကိုကျွန်တော်မှန်တကယ်ဆိုဒီဇင်ဘာ10ကိစ္စကိုကျွန်တော်မပြောချင်ဘူးဒါပေမဲ့ဘာလို့ပြောလဲမေးရင်နော်ကျွန်တော်ဒီရန်ကုန်မှာရှိတဲ့ကျွန်တော်သတင်းရင်းမြစ် source တွေတန်းပြောတယ်သူတို့ပြောတာပေါ့နော်ရက်ွက်တွေထဲမှာလှည့်ပြီးဈေးရောက်တဲ့သူတွေကဈေးရောက်နေကြရင်ねသူတို့စကားပြောကြတာပေါ့နော်သူတို့ကတော့အားပေးတာမဟုတ်ဘူးအယူအားပေးတာမဟုတ်သူတိုင်းပြောတာပေါ့ဟိုဟာနေကြရင်ねဆဲနေကြရင်ねကျမတို့လည်းအပြင်ထွက်ပြီးဈေးရောက်မရောက်ရဘူးတဲ့ကြောက်တယ်တဲ့ဆဲနေကဘာဖြစ်မှမသိဘူးတဲ့ဆိုတော့အဲ့လိုမျိုးဖြတ်ထားတယ်လူတွေကြားထဲမှာကြောက်နေတယ်ကြောက်တရားကြီးစိတ်ဘာဖြစ်မှလဲလို့မေးတော့တီးဦးလေးတဲ့ PDF တွေကဆန္ဒပြမလားအတန်တိတ်မယ်ဆိုတော့ဘာလားမသိဘူးတဲ့အဲ့ဒါတို့တော့ကျမတို့လည်းအပြင်ထွက်ရတာကြောက်တယ်ဈေးရောက်နေဈေးတွေအဲ့လိုပြောကြတယ်တဲ့ပြောချင်တာလူတွေရဲ့ရှီမှာရောက်နေတဲ့ information က mixed information disinformation ပြီးတော့ false hope misleading တွေလုပ်တယ်ဒါကိုလုပ်နေတာဆိုတော့အဲ့တော့သူတို့ကဘာလို့လဲခေတ်သစ်မစ္စည်းမ AR စရှိတချို့ဟာတွေနဲ့တချို့ PDF တွေရဲ့ဆက်ဆက်တဲ့တိုင်ဝမ်တွေရဲ့သတင်းတွေကိုဦးစားပေးဖတ်နားထောင်ပြီးတော့ဒီ BBC VOA အစရှိ BBC VOA ပါ BBC တို့အဲ့ဆိုအချမ်းဖက်မီဒီယာတွေရဲ့အကြောင်းအရာတွေကိုပြောတာတွေကိုနားထောင်ထားပြီးတော့ကြားဘူးနောက်ဟာတွေနဲ့တယောက်စကားတယောက်ဖြန့်နဲ့လက်ဖိတ်တိုင်းမှာပြောဟိုမှာပြောဒီမှာပြောကြရင်ခုနဒီဇင်ဘာ10နေကြရင်ဘာဖြစ်မလဲမသိဘူးဘာညာစိုးရိမ်စိတ်တွေနဲ့လမ်းဘေးမှာဈေးရောက်တဲ့လူတွေကအစစိုးရိမ်စိတ်လေးတွေနဲ့ဈေးရောက်ရမယ့်ပုံစံမျိုးအထိဝါဒဖြန့်ထားတယ်တွေ့ရတယ်ဆိုတော့လူတွေကအဲ့လိုသွားဟောပြောတယ်ဒါကဘာလဲဆိုတော့တိုင်းပြည်ဒုက္ခပေးတဲ့အချက်ပဲပြီးတော့ဒီဇင်ဘာ10ကဘာလဲဆိုအတန်တိတ်တပိတ်ပေါ့ပြောချင်တာစစ်တပ်ကအစိုးရရဲ့ရွေးကောက်ပွဲကိုလက်မခံဘူးဒါကိုဆန့်ကျင်နေတဲ့အတန်တိတ်တပိတ်လောက်ကြရမယ်ဘာညာဆိုတာမျိုးတွေနဲ့လှုံ့ဆော်ထားပြီးတော့လူတွေကြားထဲမှာအကြောက်တရားတွေရိုက်ထည့်လိုက်တယ်ဆိုတော့အဲ့လိုရတော့အဲ့ဒါအမှန်တရားလားဆိုတော့ပုံမှန်လည်းပြောရင်ပြည်ပဟိုးဘယ်နေရာမှာနေမှမသိသောပုံကိုယ်တွေကနေပြီးတော့ online ပေါ်နေဝါဒဖြန့်ချလိုက်တာပြည်တွင်းမှာနေတဲ့ကောင်းဝလုတ်ကရှာဖို့စားဆောင်နေတဲ့သူတွေကအကုန်လုံးကြောက်လန့်နေကြတယ်စိုးရိမ်နေကြတယ်သူတို့များဘာဖြစ်မလဲမသိဘူးသူတို့များဘာများလုတ်ခံမလဲမသိဘူးဆိုတော့စိုးရိမ်တော့ကြတယ်နေနေကြရတယ်ဆိုတော့ပြည်ပနေပြီးတော့ပြည်တွင်းမှာနေထိုင်တဲ့သူတွေကိုလှမ်းပြီးဒုက္ခပေးတဲ့အထိဒီနေ့ချိန်ထိ NUG တုံးဆိုလုံနေတော့မယ်အဲ့တော့ပြည်သူတွေကအခုအဲ့သွားတယ်လို့ပြည်သူတွေဘာဖြစ်ရှိလဲဘာဖြစ်မရှိဘူးသူတို့လည်းစိုးရိမ်တော့ကဖြစ်တာပဲဒီသတင်းတွေကပြန့်လာများတော့လူတွေကြားထဲမှာပါဇက်ကနေပြောကြတာဒါကြောင့်ကျွန်တော်ပြောတယ်ဒီသတင်းအမှားတွေကခင်ဗျားတို့ဟိုတာမန်အစင်တန်းရှိတဲ့လူတွေအစင်တန်းနေတဲ့လူတွေအလဲလက်တွေအလွှာရှိအလွှာပေါင်းများတော့ဗျာအလွှာများတော့တွေမှာဒီသတင်းတွေကဒိုလောနဲ့အဲ့သတင်းအမှားတွေကလူတွေကြားမှာပိုပြန့်နေတယ်ပိုပြန့်သတင်းမှာ
ပြောရင်မကောင်းတဲ့ရင်ဟာတရင်မားတွေကလူတွေချမ်းမှာပြန့်နှံ့တာပိုလွယ်တယ်ကောင်းတဲ့ရင်ကလူတွေချမ်းပြန့်နှံ့တာနည်းတယ်အဲ့တော့ဆဲနေမှာမသိရင်တိုင်းပြည်ရဲ့ရိုးရိုးဖြစ်တော့မယ်တိုင်းပောက်ခွဲရှောက်ဖွာကြတော့လူတွေချမ်းမှာတူလို့ကြောက်ကြတယ်အဲ့တော့ဗဇက်တွေစီကန်းရှိကြဖို့လိုတယ်လူတွေကဗဇက်စီကန်းရှိကြဖို့လိုခင်ဗျားတို့တင်းကြီးအေးချမ်းလေးလိုချင်နေပြောသေးတယ်ဗဇက်တွေကစီကန်းမရှိကြဘူးဗဇက်တွေစီကန်းမရှိကြလူတူးချင်းတွေဖြစ်နေတာရန်ကုန်မန်းလေးနေပြီးအစားရှိနေလူတူးချင်းစီကတင်းကြီးအေးချမ်းဆိုကောင်းကောင်းရှာဖွေစားတော့ချင်းပဲဗဇက်တွေကစီကန်းမရှိဘူးတယောက်ကနေတယောက်ရှောက်ပြောတာဗဇက်တွေရှောက်ပြီးတော့ပြောရင်နဲ့ဟိုပေါက်တက်ကြရရှောက်တဲ့ရင်ထွက်ပြီးလူချမ်းမှာအော့တောင်းနေထိတ်လန့်စရာဖြစ်ကုန်တယ်မမေ့ဖို့လိုတာကအဲ့လိုဗဇက်နဲ့ရှောက်ပြောနေတာကကိုကတော့အားပေးလို့မဟုတ်ဘူးအားမြောက်ပြုလို့မဟုတ်ဘူးအားပြပြုလို့မဟုတ်ဘူးဒါပေမဲ့ကြားတာလေးကိုပြန်ပြီးတော့အချားနဲ့ပြန်ပြီးတော့လူချမ်းမှာပြန်ပြောတော့ဟိုတယောက်ကလည်းပြန်ပြောထပ်ပြောနေနောက်ဆုံးဘာလဲဆိုတော့တခါကျကျွန်တော်ရည်စရာတစ်ခါလေးပြောတယ်ကျွန်တော်မိသားစုတစ်ခါလေးပြောပြတာရှိတယ်ငါလို့ကျွန်တော်လို့တနိုင်ငံလုံးကိုဒီ online ကနေပြီးတနိုင်ငံလုံးကျွန်တော်နေတိုင်းမပြတ်သတင်းအမှားတွေကိုမယုံဖို့သတင်းအထုသတင်းအောင်လေးကဘလို့ဒုက္ခပေးတယ်ဆိုတော့နေတိုင်းကျွန်တော်ပြောတယ်လို့ဒါပေမဲ့ကျွန်တော်မျိုးကြောင်ကျွန်တော်မနိုင်ဘူးကျွန်တော်မျိုးကြောင်ကျွန်တော်မျိုးကြောင်ဆိုချားမဟုတ်ဘူးလေစင်းပိုင်းကျွန်တော်မိသားစုပြောတာပါမှန်လားသူတို့တွေကကိုယ်တိုင်ပင်လင်တစ်ခါတည်းအဲ့ပေါက်တက်ကလာတော့စိုးရိမ်ပြီးတော့ဟိုလိုမင်းတော့ကျွန်တော်ရွာတော်ရောက်တယ်ပေါက်တက်ကရသတင်းတွေကစဉ်းစားကြည့်ဦးအဲ့ပေါက်တက်ကသတင်းပြတ်နေမှုကြောက်စရာကောင်းတယ်အဲ့ကြောင့်ဒီသတင်းတွေဒီသတင်းတူသတင်းရောင်သတင်းမားတွေသတင်းဒီဘယ်လိုကောမလဲဖိတ်လုံးလှိမ်လုံးတွေပြတ်နေတဲ့သတင်းတွေပိုကြီးကျယ်ခမ်းနားနေတယ်တော့တွေ့ရတယ်အဲ့တော့ကျွန်တော်တို့ဒီလောက်ဘယ်လောက်ပြောဒုက္ခရောက်တယ်ဗျအဲ့တော့ခင်ဗျာကျွန်တော်တို့စိုးရကြဒီအပုပ်နှံဟာပိုပြန့်နှံ့လွယ်ပြီးတော့ပန်းသတင်းရတော့နည်းနည်းလေးနောက်ကျတယ်ဆိုတာတကယ်မှန်တယ်ဗျပန်းသတင်းရဟိုပန်းရနနောက်ကျတယ်အပုပ်နှံကပိုပြန့်နှံ့လွယ်တယ်တကယ်မှန်တယ်အပုပ်နှံပြန့်နှံ့သွားတာတော်တော်လိုက်ရှင်းယူရတယ်ပန်းရနပြန့်နှံ့တော့ကြတော့တိတ်ပြီးလူတွေကဝမ်းဖြစ်ကြတယ်ကျွန်တော်တို့တော်ပြန်မှခံပြောရတယ်အဲ့ဒါဘယ်လောက်ကြာလဲခု၄နှစ်ကျော်9နှစ်ဒီပါစရိုက်ကျွန်တော်ပြောလာတယ်မောကလည်းမောလာတယ်အဲ့လူတွေဘယ်လောက်ပြောလူတွေအဲ့ဟောက်ဆွဲနေတော့ဒီအပုပ်နှံကိုပဲနှာခေါင်းထဲမှာဆွဲပြီးတော့ပုတ်တော့နှံနေဆိုတော့ထိုင်ပြောရရတယ်ပြဿနာတက်နေဒါကြောင့်ကျွန်တော်လူတွေကိုပြောချင်တာတစ်ချက်ပဲခင်ဗျားတို့တည်ငြိမ်အေးချမ်းတော့နေချင်တယ်ကောင်းမတည်ငြိမ်ကောင်းမစားကောင်းရှာဖွေစားတော့ချင်တယ်ဆိုတခုပဲဗဇက်တွေပေါက်တော့ကြအောင်ပြောနေဗဇက်စည်းကမ်းလေးရှိကြဘူးဗဇက်စည်းကမ်းလေးရှိကြဘူးပြီးတော့လက်က news feed ကိုပုတ်တယ် Facebook ပုတ်တဲ့ခါမှာစာရေးတဲ့ခါမှာ TikTok ပေါ်ပြတဲ့ခါမှာအဲ့မှာလည်း internet သုံးတာ social media သုံးတာစည်းကမ်းရှိကြဘူးအဲ့ဒါလေးလိုတယ်အဲ့ဒါမရှိရင်ခင်ဗျားတို့အကုန်လုံးအဲ့အကြောက်တရားတွေနဲ့နေရလိမ့်မယ်ဒါလေးမမေ့ဘူးပြောချင်တာအဲ့တော့ဒီမှာ10ရက်နေကိုဘာလုပ်မလဲအတန်တိတ်တပိတ်လို့ရန်ကုန်ကတော့ရှင်းလေးပဲသူကအတန်တိတ်ရောအတိုင်းပဲပိတ်ကြိုက်တာလို့ရန်ကုန်ကတော့ AC ဖြစ်လိမ့်မယ်မန္တလေးနေပြည်တော်ဆိုရှိတဲ့မြို့ကြီးတွေ AC ပဲသိခေါင်းထောင်မှုပါဆိုရန်ကုန်မန္တလေးနေပြည်တော်မှာရှိတဲ့ရက်ွက်တွေမှာလိုက်ကြည့်လိုက်ခင်ဗျာစားတော့ဆိုင်ပြီးတော့တိပြည့်ကြမ်းတဲ့လူတွေဆိုခင်ဗျာညနေတော့ပျော်ရွှင်စားတော့ပျော်ပါအကုန်လုံးသွားနေကြတယ်သွားလာပျော်ပါနေကြတာအကုန်လုံးက AC ပဲပျော်ပါတယ်ဒါပေမဲ့ဟိုပြပြမိတယ်ကြဘာလို့လဲဆိုတော့လူတွေမရှိတဲ့နေရာတွေကိုရိုက်ပြမယ်ဆိုင်တွေပိတ်ထားတဲ့ဟာတွေလိုက်ရိုက်ပြပြီးတော့သူ့အတန်တိတ်တွေကအောင်မြင်ပါလေဆက်ပေါ်အောင်မယ်စောင့်ကြည့်လိုက်အောင်ထပ်လုပ်ကြမယ်အဲ့တော့ပြည်အုပ်စုတွေကလိန်နေတိုင်းလိန်ပြောချင်တိုင်းပြောလှုပ်ချင်တိုင်းလှုပ်နေတာပြည်တွင်းမှာရှိတဲ့လူတွေတန်းပေါင်းများစွာသောပြည်သူတွေကငြိမ်ခံနေရတဲ့ဘဝကြီးရောက်နေတာဆိုတာမှားတော့မှားနေတာလောရဲနေတယ်ကြတော်တော်လွဲနေတယ်အဲ့တော့ဆဲနေမှာအစိုးရကလည်းဘာလုပ်မလဲတော့မသိဘူးဆဲနေနဲ့ပတ်သက်အစိုးရတခုတော့သူကောင်းတော့ပြန်လုပ်မယ်လို့ထင်တာပဲလို့ဆက်လို့မသိဘူးကျွန်တော်တို့ပွင့်လိုက်ပြောရင်ပြည်သူလူထုပေးချင်တဲ့ message ကဒီဇင်ဘာ10ရက်ကတော့ဒီဇင်ဘာရက်100ဖြစ်ဗျာပုံဝင်လင်းပြောတာကိုလိုရင်းနဲ့ကိုဘွားကိုတိဆောက်ပါကိုတော့အောင်မြင်လုပ်ပါခင်ဗျားတို့ခုနပြောတဲ့ဟိုဟာပြောရင်ဒီရင်ကောင်းတော့လိုက်မှာလားပြားပရုံတော့လိုက်မှာလားခင်ဗျားတို့ကိုယ်စဉ်းစားဖို့ရင်ကောင်းတော့လိုက်ရင်ချီရင်းနဲ့ကြာမယ်ပြားပရုံတော့လိုက်ရင်ပန်းကင်းနဲ့သွားမယ်ကြိုက်တာစဉ်းစားဒါခင်ဗျားတို့ကိစ္စပဲကျွန်တော်တို့အများကြီးမှတ်ချက်မပြလို့ကျန်တာပြောတယ်ခင်ဗျားထိုင်းနိုင်ငံခြားရေးဝန်ကြီးတော်မနေ့ကဗိုလ်ချုပ်ကြီးနဲ့လာတဲ့အချိန်မှာပြောတော့တမျိုးအဲ့မလာခင်ဟိုမှာထိုင်းမှာတော့ပြောတာတမျိုးအဲ့ဒါနိုင်ငံရေးပဲမလာခင်တော့ဟိုမှာရှိတဲ့မီဒီယာတွေတွေ့တဲ့အချိန်မှာမြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲကတော့တရားမျှတမှုရှိမှမထင်ဘူးဘာညာလျှောက်ပရိပရိုက်ပြောဟုတ်ပြီပြောပြီးသိမိကြဘူးမြန်မာပြည်ရောက်လာတဲ့မနေ့ကဘာပြောလဲဟာရွေးကောက်ပွဲတဲ့သူမြန်မာနိုင်ငံနေချင်းတီချင်းချင်းဖိုးတွေတို့ကိုရွေးကောက်ပွဲတဲ့သူအောင်မြင်သွားတော့မယ်လို့သွားနိုင်မယ်လို့ယုံကြည်ပါတယ်ဖြစ်တော့နေချင်းရချင်းတပတ်တော့မကွာဘူးနော်ပြောတော့တပတ်တော့မကွာဘူးဟိုမှာမလာခင်တော့ပြောတာပရိပရိုက်တမျိုးပြောတယ်အခုရောက်လာတော့တမျိုးပြောတယ်အဲ့တော့ပြောချင်တာထိုင်းနိုင်ငံခြားရေးဝန်ကြီးပရိပရိုက်ပြောတဲ့ထိုင်းနိုင်ငံခြားရေးဝန်ကြီးတော်အခုဒီမြန်မာပြည်ရောက်လာတဲ့ခါမှာ तू အတန်ပြောင်းသွားတယ်ဘယ်ဟာအမှန်ဆိုတော့ तू နားလေသူသိသွားတယ်ဒါပေမဲ့ပြန်သွားရင်ဘာပြောမလဲပရိပဒထပြောဦးမယ်အဲ့တော့ခင်ဗျားတို့စဉ်းစားလို့ရအောင်ပြပြတာဘယ်အရာကိုခင်ဗျားတို့ယုံရမလဲဘယ်ဟာကိုမယုံရဘူးလဲဘယ်ဟာခင်ဗျားတို့လုပ်တင်လဲဘယ်ဟာမလုပ်တင်လဲ do and don't နဲ့ကို့မှာအုံးအောင်ရှိတယ်စင်ကြီးတုံတရားရှိတယ်ဘယ်ဟာတော့ခင်ဗျားငါတို့တော့ချီးနေကြမယ်အကွက်ကြီးဘယ်ဟာတော့ငါတို့ပန်ခဲ့နေအောင်အကွက်ကြီးပဲဆိုတော့ခင်ဗျားတို့အုံးအောင်ရှိတယ်စဉ်းစားတတ်တယ်အဲ့ဒါကိုမစဉ်းစားဘဲနဲ့ခင်ဗျားတို့ခုချိန်ထိဒီသတင်းဖိန်လုံးလှိတ်လုံးတွေပေါက်တက်ကြရသတင်းတွေကိုယုံကြည်ပြီးတော့ရှောက်ပွားတာဖြတ်နေဦးမယ်ဆိုရင်ခင်ဗျားတို့ကအပုပ်နှံအောင်တဲတဲ့လူသာဖြစ်လိမ့်မယ်မမေ့ဘူးလို့ပါတယ်ကိုကအပုပ်နှံတဲသွားတယ်ဆိုတော့မဖြစ်ချင်ဘူးဆိုရင်ချင်းလေးပဲတချို့အပုပ်နှံတွေကိုကိုနဲ့တူရေချိုးပြီးတန့်စင်ထားခဲ့လိုက်ပါရေချိုးတန့်စင်ထားခဲ့လိုက်ပါပိုကောင်းတဲ့အနာဂတ်အတွက်ပန်းကင်းတွေသွားဖို့တော့ကိုပြားပရုံးနေတော့ကိုလိုက်ဖို့ကြိုးစားပါဒါပဲရှိတယ်ကျွန်တော်ဒီလိုပဲပြောချင်တယ်ဗျာနော်ဒါလေးကတော့ဒီသမား30ရက်ဆက်ပြောတာပေါ့နော်ထိတ်ချက်ပြည့်ဆက်ပြီးတော့နောက်တစ်ခါကမ္ဘာ့ဘဏ်လို့ဟိုကတော့အခုစီးပွားရေးနဲ့ပတ်သက်ပြီးသတင်းထုတ်ပြန်တာရှိပါတယ်အဲ့ဒါဘာလဲဆိုတော့
မြန်မာနိုင်ငံစီးပွားရေးနဲ့ပတ်သက်ပြီးတော့ကမ္ဘာ့ဘဏ်နည်းနည်းလေးထုတ်ပြန်လာတဲ့ထားလေးဒါစိတ်ဝင်စားဖို့ကောင်းတယ်မြန်မာစီးပွားရေးနလန်ပြန်ထူလာပြီလို့သူကထုတ်ပြန်သွားတယ်ကမ္ဘာ့ဘဏ်ဒီနေ့ဒီဇင်ဘာ10ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်တာပါမြန်မာနိုင်ငံကငလျင်နဲ့ပြိပခတက်ရောက်မှုတွေရှိနေတဲ့ဂျားတွေကတော့မြန်မာစီးပွားရေးကအတန်အသင့်နလန်ထူလာပါပြီလို့ပြောတယ်ဟုတ်တယ်လို့ကျွန်တော်ပို့ရနေပြောပြစီဘယ်လိုဖြစ်လို့ပြောလဲဆိုတော့ခင်ဗျားတို့ကျွန်တော်ရိုးရိုးလေးပြောမယ်ဦးမင်းအောင်လည်းစတက်လာတယ်ခင်ဗျာဦးမင်းအောင်လည်းနည်းနည်းတော့သူဟိုပေါ့ကန်ဆာတာတော့မဟုတ်ဘူးသူလဲအစိုးနဲ့အကောက်သူဒွန်တွဲလာတာ तू ကနန်းဆန်ဖို့တက်လာတဲ့လူတော့မဟုတ်ဘူးဗျဒီပုဂ္ဂိုလ်ကလေနန်းဆန်ဖို့တက်လာတဲ့ပုဂ္ဂိုလ်တော့မဟုတ်ဘာလို့ဆိုနန်းဆန်တဲ့သူဆိုတာခင်ဗျာတိုင်းမှာအခန့်အသင့်ဗျာဖေးရဘရင်တောက်တိုင်းပြည်ထီတော်ခဲ့ပြီးတော့ဖေးရဘရင်တိုင်းပြည်တားလက်ထက်အပ်ခဲ့ပြီးတော့တားဇိမ်ခံဖို့တက်လာတာအဲ့ဒါမျိုးဦးမင်းအောင်လည်းဇိမ်ခံဖို့တက်လာတဲ့ခေါင်းဆောင်မဖြစ်ခဲ့ရဘူးမဖြစ်သေးဘူးကြီးဘာလို့လဲဆိုတော့စဉ်းစားကြည့် तू တက်လာတယ်ဘာဖြစ်လဲနိုင်ငံရေးပြဿနာရှုပ်ဖြစ်ကိုဗစ်ကို तू ရှင်းရတယ်နိုင်ငံရေးပြဿနာနဲ့ကိုဗစ်နဲ့ तू ရောပြီးရှင်းရတယ် तू တက်ချင်းပထမနဲ့မှာနိုင်ငံရေးပြဿနာကိုဗစ်ကလူပေါင်းပေါင်းနဲ့ချီသေးရတဲ့ကိုဗစ်ကြီးကိုပါ तू ကြိုက်လို့ရှင်းရတယ်အောင်မြင်ရှင်းရတယ်တခြားနိုင်ငံတွေမှာဆိုရင်ဒီလိုမျိုးနိုင်ငံရေးနဲ့ကိုဗစ်နဲ့ရောသွားရင်အတုံးယုံသိန်းနဲ့ချီသေးမှာဒါမြန်မာပြည်မှာတက်တဲ့တော့ तू စူးစမ်းရင်းနဲ့နည်းနည်းလေးရော့ပြီးတော့ဒါကိုဗစ်လိုဟာမျိုးသူထားရင်ဆိုင်ရတယ်ကိုဗစ်ပြီးတော့အေးစစ်ဖြစ်ပြီလားဆိုတော့လူတွေရဲ့ပုံကန်ထားကြောက်မှုတွေစစ်ပွဲတွေတိုက်ပွဲတွေနဲ့လူတွေရဲ့ဒီတပ်ပြတ်မှုလောက်ကျတပ်ပြတ်မှုတွေပြဿနာပေါင်းတော့ရင်ဆိုင်ရတယ်နိုင်ငံတကာဆက်ကျင်ရှုပ်ချမှုတွေပေါင်းတော့ရင်ဆိုင်ရတယ်ပြီးလည်းပြီးတော့အေးစစ်ဖြစ်မယ်လို့ထင်တယ်2023ရောက်ကောမိုးကာမုံတိုင်းလာဝင်တယ်မိုးကာမုံတိုင်းဝင်တယ်2023မိုးကာဝင်ပြီးတော့2024ကျတော့ရေဘေးတွေကြုံလာဗျာပတ်ဆက်တွေရေဘေးတွေကြုံလာနေပြီးတော့လိုနေရာမျိုးတော့ခမရလဲတော်စုပ်ဘက်တောက်ကောင်နေပြီးရေဘေးကြုံလာမြို့တွေပေါင်းမနေဘူးပျက်စီးကုန်တယ်မြို့တွေလမ်းတွေတရားတွေကိုပျက်စီးကုန်တာအများကြီးရေဘေးကြုံတယ်2025အော်အေးစစ်ဖြစ်ပြီးဟေးလို့ထိတာငလျင်ကဲဘာလို့နိုင်သေးလို့သူရင်ဆိုင်ရတာကခင်ဗျာစက်ကြီးကိုဗစ်လိုမျိုးကတ်ယောဂါပြီးနောက်ရေဘေးဟိုဗာလဲငလျင်ဘေးနိုင်ငံရေးပြိပခါတွေဘောင်းများစွာကိုသူရင်ဆိုင်ထားတာအဲ့လိုရင်ဆိုင်ထားတဲ့ကြားထဲကနိုင်ငံရေးကိုဝေယုံသုံးကားမဖြစ်အောင်သူဟိုရအောင်သူထိန်းလိုက်နဲ့ဒီနေ့2025နှစ်ကုန်မဲ့ရောက်လာပြီးတော့ဒီသူ့တတန်၄နှစ်ကျော်၅နှစ်တွင်မှာသူရုပ်ောက်ပြန်ကျင်းပပြီးသူပြင်လာပြီအဲ့တော့အဲ့ကာလာမျိုးမှာမြန်မာနိုင်ငံစီးပွားရေးဒုံးဆိုထိုးဆင်းသွားမယ်ထိသွားနိုင်တယ်စီးပွားရေးသမားတွေကဘန်တွေကိုစီးပွားရေးသမားတွေနဲ့ပြည်ပြေးတွေပေါင်းပြီးတော့ဘန်တွေကိုလှုပ်ခါပြီးဘန်တွေကငွေတွေကိုခါထုတ်ဖို့ကြိုးစားတယ်လူတွေရဲ့ပိုင်ဆိုင်မှုတွေကိုရိုက်ထုတ်ဖို့ကြိုးစားတယ်ဒါပေမဲ့အဲ့ဟာကိုရအောင်သူထိန်းနိုင်ပြီးတော့ဖြည်းဖြည်းချင်းထိန်းပြီးတော့သူအပြောခံအဆိုခံပြီးသူထိန်းလာရင်လည်းအခုဒီနေ့ခင်ကိုရောက်လာတယ်ဆိုတော့သူနန်းဆန်ရတဲ့ကာလပြောပြီးတော့ဇိမ်ခမ်းမဲ့ကာလတေးချောင်ကိုသူမရောက်လိုက်ရရှာဘူးပို့ရင်လည်းပြောရတယ်မရောက်ရှာတယ်ခုထိမရောက်သေးဘူးသူဇိမ်ခံပြီးတော့အေးစေးနှာပြီးနေရမလားလို့မေးတယ်တနိုင်ငံလုံးသူပတ်သွားတာမျိုးအောင်မနေဘူးဒါပေမဲ့သူအများဆုံးသွားတော့လှိုင်သားနဲ့ပြုံးလို့ပေါ့ဗျာနော်လှိုင်သားနဲ့ပြုံးလို့သူသွားလို့များတယ်အသွားများဆုံးဘာလို့လှိုင်သားရလीနော်မြို့နာမည်ကိုတွေကလှိုင်သားရနော်အဲ့တော့ဘာပြောအဲ့မြို့တော့သူအများဆုံးသွားတယ်လှိုင်နဲ့သားရချင်းမှာပေါ့ဗျာလှိုင်သားရပေါ့အဲ့တော့နော်ဆိုတော့ဟိုကပြုံးနေတယ်သူသွားတယ်နော်မြို့နှမျိုးကအဲ့မြို့နှမျိုးကသူမြန်မာပြည်မှာသူအသွားဆုံးမြို့နှမျိုးအဲ့မြို့ကျန်တဲ့မြို့တွေလည်းသွားတော့အဲ့မြို့နှမျိုးအသွားဆုံးမြို့ပဲဆိုတော့ဒီတော်တော်လေးဝရုံသုံးကားနဲ့စူးစမ်းပြီးတော့မှသူရလာပြီးတော့မှအခု2025အောက်တိုဘာနောက်ပိုင်းလဲရောက်သူစီဝါရေးလေးကစပြီးတော့နည်းနည်းလေးကုန်ထုတ်လုပ်မှုစွမ်းအားလေးနည်းနည်းတက်လာပြီးတဲ့နောက်2025နှစ်ပတ်လုံးရဲ့ချီတွေမှာလက်စစ်တာကိစ္စလေးလည်းအခုဆိုရင်နည်းနည်းတက်လာတယ်ဒီကုန်ထုတ်လုပ်ငန်းစွမ်းအားတွေတက်လာတယ်ပို့ကုန်လုပ်ငန်းလေးလည်းနည်းနည်းကောင်းလာတယ်စသဖြင့်ပေါ့ဗျာဒီပြဿနာပေါင်း6000ကြားတဲ့ GDP ဟာအရင်တော့ခံမှန်းထားတာက900%အထိ GDP ကအနှုတ်1.5%ဖြစ်မယ်လို့မှန်းထားတာနေပတ်ဆို2%ပဲပြန်ကျုံနေဆိုတော့ 0.5 လောက်ပြန်လျော့သွားပြီးတော့စီးပွားရေးကပြန်နလန်ထူလာတဲ့သဘောကိုသွားတွေ့ရတယ်ပေါ့နော်ပြောရင်တော့စီးပွားရေးကပိုအားကောင်းလာမယ်ဆိုတော့အဓိပ္ပာယ်သွားတွေ့ရတယ်ပြီးတော့စီးပွားရေးကငွေကြေးဖောင်းဖောက်မှုကလည်းဖြည်းဖြည်းချင်းလျော့လာတယ်တိုင်းတာတစ်ခုကြီးလျော့လာတယ်ပြန်လဲပြီးတော့ဒီလောရမယ့်အရာတွေ GDP 9%တို့အထိပြန်တက်လာဖို့လာမယ့်ဘဏ္ဍာနှစ်မှာဖြစ်နိုင်ခြေရှိတယ်လို့ခေါ်ပါမျှော်မှန်းထားတယ်လာမယ့်ဘဏ္ဍာနှစ်မှာ2026 29ဘဏ္ဍာနှစ်မှာလူငွေပြောင်းမှုက GDP ရဲ့9%ထိရှိနေမယ်လို့ခေါ်ပါမှန်းထားတယ်ဒါပေမဲ့လာမယ့်နှစ်မှာတော့ GDP ဟာရာခိုင်နှုန်းတစ်ခုထိတက်လာဖို့ရှိနိုင်တယ်မတက်ရင်တော့ဘာမှ GDP ကျဆင်းနေတာမျိုးမဖြစ်ဖြစ်နဲ့တန့်သွားတာမျိုးနည်းနည်းတိုးတက်လာအောင်ဖြစ်လာမယ်ဆိုတော့ကမ္ဘာ့ဘဏ်ခံမှန်းတယ်ပြောချင်တာတော့ကမ္ဘာ့ဘဏ်တော်မြန်မာစီးပွားရေးနဲ့ပတ်သက်ရင်သူအကောင်းမြင်တဲ့ပုံစံမျိုးတွေပြောလာပြီဒါဟာဘာလဲဆိုတော့တဖြည်းဖြည်းချင်းမြန်မာနိုင်ငံဟို stable ဖြစ်လာတယ်တဖြည်းဖြည်းချင်းတည်ငြိမ်မှုတွေတဖြည်းဖြည်းချင်းတိဆောက်ယူလာတယ်ဆိုတော့ဒီပဲတက်ရောက်တယ်ပြီးတော့နိုင်ငံတကာ investment တွေအများကြီးဝင်လာမယ်ဥပမာ PTTEP ပြီးခဲ့တဲ့ရက်ပိုင်းကဟို M15 ဆိုတဲ့လောက်ကွက်အဲ့ဒါကဟိုလည်းဒီ CFG လို့ခေါ်တဲ့ Canadian စင်ကာပူအခြေစိုက်ကနေဒါကုမ္ပဏီတွေဒါပေမဲ့အဲ့ရဲ့နောက်မှာဟို border list ကိုကျွန်တော်ကြည့်တဲ့ခါမှာတရုတ်တွေပါတယ်မြန်မာကတယောက်ပါတယ်ဟို Mr. Michael ကျော်မြင့်ရဲ့နေ့စီဦးကျော်မြင့်ရဲ့တပည့်တယောက်ပါတယ်ပါနေတာတော့တွေ့ရတယ်ဆိုတော့ကျွန်တော် company list ကိုကြည့်တဲ့ခါဆိုတော့ M15 ဆိုတဲ့လောက်ကွက်အဲ့လောက်ကွက်ကအဲ့လောက်ကွက်နဲ့ပတ်သက်ပြီးတော့ဒါတော်တော်လေးအော်တောင်းလေးဖြစ်လူတွေကြားမှာလူစီးပွားရေးလောကနိုင်ငံတကာတိုင်းမှာလှုပ်တယ်နောက်ကဒီကူ PTTEP ကကူဒီနေ့ဆိုရင်ထပ်ပြောတယ်သူဘာပြောလဲဆိုတော့သူတို့ရဲ့ဒီ PTTEP ကဘာစဉ်းစားလဲဆိုတော့သူတို့ဒီမြန်မာနိုင်ငံမှာစီးပွားရေးလုပ်ဖို့စဉ်းစားတဲ့အခါမှာသူတို့စဉ်းစားတဲ့အခါပေါ့နော်မြန်မာနိုင်ငံအပအဝင်ပေါ့နော်မြန်မာနိုင်ငံအပအဝင်ဒီနိုင်ငံပေါင်းဟိုလောက်မှာ
နိုင်ငံပေါင်းများစွာပေါ့နိုင်ငံတကာမှာပေါ့နော်ဒီလာမယ့်9နှစ်ကျော်မှာသူတို့ PTTEP က investment လုပ်မှာဒေါ်လာ33ဘီလီယံလောက် investment လုပ်မယ်လို့ပြောထားတယ်အဲ့ဒါဘာလဲဆိုရေနံနဲ့သဘာဝဓာတ်ငွေလုပ်ငန်းတွေမှာရှာဖွေလုပ်ငန်းတွေမှာအရှိန်မြင့်လုပ်သွားမယ်ဆို PTTEP ကကြီးညာတယ်အဲ့တော့မြန်မာဘာသူထည့်စဉ်းစားတယ်မင်းတို့ကြိုက်သလောက်ဘလို့လို့ဘသူဘာ sanction လို့သူတို့ဆက်လုပ်မယ်ဆိုတဲ့သဘောမျိုးနဲ့မြန်မာကိုထည့်တွက်ပြီးတော့မြန်မာဘာဝင်နိုင်ငံတကာမှာဒေါ်လာ33ဘီလီယံထိရေနံနဲ့သဘာဝဓာတ်ငွေရှာဖွေမှာ investment လုပ်သွားမယ်လို့ PTTEP ကဒီနေ့ဆိုကြီးညာတယ်ဒါကိုကြီးချင်းအဖြစ်တော့ဆက်နေတယ်ပေါ့ဗျာနော်အခု M50 လောက်ွက်ဆိုလဲကျွန်တော်တို့စုံစမ်းနေတယ်သတင်းမှန်ပြောကြားရေးမှာကျွန်တော်တို့မေးနေတယ်နောက်ွယ်ဇလန်းတွေကိုကျွန်တော်စုံစမ်းနေတယ်ပြောရတော့ကျွန်တော်တို့မဖြစ်စေချင်တဲ့အရာတွေမဖြစ်စေချင်တဲ့အရာတွေဖြစ်မှာဆိုတော့ကျွန်တော်စုံစမ်းနေတာပါမဖြစ်စေချင်တဲ့အရာကြီးမဖြစ်ခဲ့ဘူးကောင်းလာမယ်ဆိုရင်တော့ကျွန်တော်လက်ခုပ်တီးရမယ်ဒါပေမဲ့ကျွန်တော်မှလည်းရထားတဲ့တိကျ information သက်ရှိနေတယ်ဒီ trillion ရှိတဲ့90 trillion ကျော်ရှိတဲ့နော်ဟိုကုဘာပေပေါ့90 trillion ကျော်ရှိတဲ့အဲ့လောက်ရှိတဲ့သဘာဝဓာတ်ငွေတိုက်ကြီးနဲ့ပတ်သက်လို့ရှိရင်နောက်ကမြုပ်နေတဲ့တခြားသောဒီကိစ္စတွေရှိနေသလားမရှိနေလားကျွန်တော်အဲ့ဒါကိုစိတ်ဝင်စားကျွန်တော်စုံစမ်းနေတာရှိတယ်အခြား information ကျွန်တော်ရှိနေတယ်အဲ့တော့တရားဝင် official အစိုးရကိုမေးထားတယ်အဲ့မဲ့အစိုးရတော့မဖြေသေးဘူးအဲ့တော့မြန်မာနိုင်ငံရဲ့အလားအလာတွေကဒီလိုမျိုးကောင်းတဲ့အလားအလာတွေရှိနေသလိုအခြားတစ်ဖက်မှာလည်းဒီပါခေါ်ဆိုနိုင်ငံတကာယင်းနှိမ့်မှုတွေမှာရုရှားဝင်မယ်ဘယ်လာရုစ်ဝင်မယ်တရုတ်ကလည်းဝင်လာဖို့ဝင်နေပြီတရုတ်ကလည်းဝင်နေပြီဆိုတော့ဒါတွေအကုန်လုံးကြောင့်မြန်မာရဲ့စီးပွားရေးကတက်လာမယ်လို့ကမ္ဘာ့ဘဏ်ခံမှန်းထားတာဖြစ်တယ်ပေါ့နော်ဒီလိုအခြေအနေကြီးကမျိုးမှာပွင့်လည်းပြောရရင်တော့မြန်မာနိုင်ငံသားတွေကပြည်ပရောက်မြန်မာနိုင်ငံသားတွေရှိတယ်ပြည်ပနိုင်ငံမြန်မာနိုင်ငံသားတွေရှိတယ်အဲ့ဒါတွေကကိုဘယ်နောက်ကိုလိုက်ပါလဲချီရနဲ့ခုံချမှာလားဒါမှမဟုတ်ပန်းကင်းနဲ့သွားမှာလားကြိုက်တာစဉ်းစားလို့ရတယ်ကိုလိုက်နေတာရင်ကောင်လားပြန်တော့ပြန်နေတာဝီနဲ့ပြန်တော့ပြန်နေတာပဲကိုလိုက်နေတော့ပြန်နေတဲ့အကောင်တစ်ကောင်နောက်ကိုလိုက်တာပဲဘယ်ကောင်လဲတော့မသိဘူးသူလိုက်တာလိုက်တဲ့ကိုလိုက်နေတဲ့ကောင်ကိုလိုက်နေတဲ့နောက်ကိုလိုက်နေတဲ့ကောင်ရှေ့ကိုကြည့်တော့အကောင်ကောင်းမျိုးပြန်တန်းနေတဲ့ကောင်ကငါတို့ခေါင်းဆောင်ကပြန်တော့လိုက်တာချီရနဲ့ကြာသွားတော့မှဟာငါရင်ကောင်တော့လိုက်မိပြီဟာသူနှစ်ဖူးပြန်ရလို့မရတော့ဘူးအေးပန်းကင်းနဲ့ကြာသွားလို့တော့ဒါငါတို့ပြားပလုံးတော့လိုက်မိတာငါတို့ဒါကြောင့်ပန်းကင်းနဲ့မှပြောမှုရပြီဆိုဖြစ်သွားမှာအဲ့ဒါကိုယ်တိုင်နဲ့ကိုယ်ကတိုက်တာရွေးလို့ရတယ်ပြပရောက်မြန်မာတွေနဲ့ပတ်သက်အခုဆိုရင်လည်းဒီထွက်နေတဲ့သတင်းတွေကဘာလို့ဆိုအစိုးရတော်တော်လေးဖြေလျှော့တဲ့သဘောမျိုးသွားတွေ့ရတယ်ဥပမာပြပရောက်မြန်မာတွေတောင်ကိုရီးယားရောက်မြန်မာတွေပြပရောက်မြန်မာတွေအခုတောင်ကိုရီးယားမြန်မာတွေနဲ့ပတ်သက်ရင်ဒီမဲကြိုတင်မဲပေးဖို့ကိစ္စကိုတောင်ကိုရီးယားရောက်မြန်မာတိုင်ဝမ်ကနေပြီးတော့ကြိုတင်မဲပေးဖို့လာဖိတ်ခေါ်ထားတယ်အဲ့မှာမြန်မာတွေကလာမဲပေးတာနည်းတယ်ပေါ့ဗျာတာဝန်နဲ့ရှိတဲ့ထက်ရာခိုင်နှုန်းလောက်ပဲလာပေးတယ်ဆိုမျိုးတွေဝါဒဖြန့်ခံရတယ်အစိုးရအသိကြီးမဆိုင်ဘူးပွင့်လည်းပြောရင်အဲ့ဟာကိုယူပြီးတော့ပြန်လာခဲ့လို့ရတယ်ဒါပေမဲ့အစိုးရအားလုံးကိုပါဝင်စေခြင်းနဲ့ UEC ဟာဖြစ်နိုင်ရင်တက်နိုင်သလောက်ရသလောက်လာပေးစေခြင်းနဲ့ဆန္ဒဘယ်လောက်ရှိလဲမရှိလဲမေးတက်တန်းဒီရက်ပြေသွားတော့နောက်ကိုထပ်ဆုပ်ပေးတယ်ထပ်ဆုပ်ပေးတာလေဆုပ်ပေးပြီးတော့လာမင်းတို့ကြိုတင်မဲပေးလို့ရသေးတယ်ပေးဆိုပြီးထပ်ဆုပ်ပေးတယ်အဲ့ဒါဘာလဲဆိုတော့အားလုံးကိုပြည်သူတိုင်းမဲပေးခွင့်ရစေခြင်းနဲ့စိတ်လူတိုင်းမဲပေးခွင့်ရစေခြင်းနဲ့စိတ်နဲ့လာမဲပေးခိုင်းတာဟိုတခြားအစိုးရလူမျိုးသားဆိုရင်ညစ်ပတ်ခြင်းနဲ့အစိုးရမျိုးသားဆိုရင်ဟေးမင်းတို့မပေးလဲငါတို့ကဒီမှာရှိတယ်ရှိလေးပဲဒီမှာရှိတဲ့လူတွေပေးချသွားလိုက်ရင်ခင်ဗျားတို့ကြိုက်လားမကြိုက်လားမသိတဲ့လူတွေတက်အုပ်ချုပ်သွားလိမ့်မယ်ရှင်းလေးပြောရရင်ခင်ဗျားတို့တေချာစဉ်းစားကျွန်တော်စကားအများကြီးပြောလို့မရဘူးခင်ဗျားတို့တေချာစဉ်းစားခင်ဗျားတို့စဉ်းစားမဲပေးတဲ့ပြည်ပရောက်မြန်မာတွေတောင်ကိုရီးယားရောက်ဂျပန်ရောက်ကိုရီးယားထိုင်းရောက်ဘာရောက်ညောင်းမြန်မာတွေခင်ဗျားတို့မဲမပေးဘဲနဲ့ရှောင်ဖယ်နေလေးခင်ဗျားတို့ကြိုက်လားမကြိုက်လားမသိတဲ့လူတွေအုပ်ချုပ်တော့ခင်ဗျားတို့ရင်ဆိုင်ရတော့မှအဲ့တော့မှငါတို့ပေးဒေါသထွက်လို့မရဘူးဒါကြောင့်ခင်ဗျားတို့အဲ့လောက်ဆိုရင်ခင်ဗျားတို့သဘောပေါက်နော်ချက်ဆိုတော့ခွက်ကမီးတောက်ကြဒါပဲရှိတယ်အဲ့တော့မဲထွက်ပြီးအကောင်းဆုံးပဲအစိုးရတလောက်ထိဖြေလျှော့ပေးနေတာဒီနေ့မှမဲပေးရဲ့ပိတ်ပါကြိုတင်မဲပေးရဲ့ပိတ်ပါပြီလို့ပြောပေမဲ့အော်ငါတို့နိုင်ငံသားတွေဒီနေ့ကျွန်တော်လာမပေးသေးဘူးကဲဖြေလျှော့ပေးလိုက်ပါကွာဆိုပြီးနောက်တွေထပ်ဆုပ်ပေးလိုက်နောက်ရက်တွေထပ်ဆုပ်ပေးရတယ်ဘာလို့ဆုပ်ပေးရလဲဆိုတော့ရောက်နေတဲ့မြန်မာတွေအကုန်လုံးကိုယ်တိုင်ကိုကြပါဝင်ပြီးတော့မဲပေးထားတယ်ဆိုတဲ့ဟာမျိုးလိုချင်လို့ပေးစေချင်လို့ခင်ဗျားတို့ပို့ပြီးပါဝင်ပတ်သက်စေချင်လို့ပြောနေတာခင်ဗျားတို့ကျင်ဖယ်ထားခြင်းမှာတော့ဖယ်ကျင်ထားခြင်းမှာတော့ခင်ဗျားတို့လာမပေးလေဂိမ်းဆိုင်ကိုရောက်ပုံချလိုက်တော့ပြောနေတယ်ကွာလို့ပြောလို့ပြီးနေပြီဘာလို့လဲဆိုတော့ကိုယ်နိုင်ငံသားတွေဖြစ်တဲ့အတွက်ကိုယ်နိုင်ငံအရေးခင်မှာကိုယ်တိုင်ပါဝင်စေခြင်းလို့ကိုယ်နိုင်ငံရဲ့တိုးတက်ပြောင်းလဲရေးမှာပါဝင်ပြီးတော့မဲတမဲနဲ့ပါဝင်စေခြင်းလို့နောက်ကိုဆုတ်ပေးတာစောင့်ပေးတာအဲ့ဒါကိုတချို့တွေကဘာလို့ဆိုမဲလာပေးလို့မရှိလို့တက်တန်းကိုထပ်တိုးပါတယ်မရှိရွေးကောက်ပွဲသဘာဝမဲပေးသူမရှိလဲရှင်းလေးပြောရင်တယောက်ပင်အဲ့တယောက်နဲ့အစိုးရဖွဲ့လို့ရတယ်ဥပဒေရဲ့သဘောနဲ့လှုပ်ထုံးလို့ရတယ်နမူနာပြောတော့ဗောနော်အလွန်ကျုံရင်ဖြစ်သွားသလားမသိဘူးနော်အဲ့လောက်ထိလှုပ်လို့ရတဲ့ဟာကြီးဒါတက်မဲ့ဖြေလျှော့ပေးနေတဲ့ကိစ္စပေါ်မှာပြီးပရောက်မြန်မာကိုရီးယားရောက်မြန်မာတွေအတွင်းမမဖို့လို့တယ်ကိုကမဲတိုးကြီးတော့ပေးလိုက်ပါဦးကျိုးနေမဲတော့ပေးလိုက်ပေးတော့ဘာဖြစ်ပေးလိုက်တယ်ဘာဖြစ်လဲဆိုတော့အနည်းဆုံးတော့ကိုကြိုက်တဲ့သူကိုမဲပေးလိုက်ရတယ်ဆိုတော့ကိုယ့်ရဲ့ခံစားချက်လေးတစ်ခုအရင်ရလိမ့်မယ်ဒါလေးကိုကျွန်တော်ပြောတာခင်ဗျားတို့အခုမဲပေးဆိုတော့သိကြတယ်ခင်ဗျားတို့ချီးရနဲ့ကြားချင်လားတော့မသိဘူးအဲ့လိုပဲကျွန်တော်တို့မေးရမလို့ဖြစ်နေတယ်နောက်တော့အဲ့ဒါပြီးတော့နောက်တော့ issue တစ်ခုကတော့ကျွန်တော်ဒီနေ့စိတ်မကောင်းစရာသတင်းတစ်ခုပြောချင်တယ်စိတ်မကောင်းသတင်းပြောခင်ပါဗျာဟိုဟာလေးခုပြောချင်တယ်ဒီစီးပွားရေးလုပ်ငန်းကိစ္စနဲ့ဆက်ဆက်တာတစ်ခုပြောချင်တယ်အဲ့ဒါဘာလဲဆိုတော့စီကုန်တဲ့လုပ်ငန်းရှင်များအသင်းကနော်စီကုန်တဲ့နဲ့စီကုန်တဲ့လုပ်ငန်းရှင်များအသင်းပေါ့ဗျာ location စီကုန်တဲ့လုပ်ငန်းရှင်အသင်းလို့ပဲပြောရင်ပိုပြီးမှတ်ပါနော်
အသင်းကတော့အခုရွေးကောက်ပွဲကျင်းပပြီးတော့တက်တန်းမြန်မာနိုင်ငံစီကုံတဲ့စီလုံငန်းရှင်များအသင်းက2025-26တက်တန်းအတွက်စီမံခန့်ခွဲရေးကော်မတီဖွဲ့ဝင်စီရင်ဆိုထုတ်ပြန်တယ်အဲ့မှာဥက္ကဋ္ဌအသစ်ရွေးသွားပြီပြောရင်တော့ခင်ဗျားတို့သိရဲ့မင်းသားပိုင်တကွန်ရဲ့ရောက်ခမကြီးဥက္ကဋ္ဌဦးဆန်းလင်းပေါ့သူကတော့နာယကဖြစ်သွားပြီလို့ယူဆပါတယ်သူကတော့အဲ့မှာဥက္ကဋ္ဌမဟုတ်တော့ဘူးဥက္ကဋ္ဌမဟုတ်တော့ဘဲနဲ့ဥက္ကဋ္ဌအသစ်တက်လာပါတယ်ဥက္ကဋ္ဌအသစ်ကတော့ဦးမောင်မောင်စောတဲ့ဦးမောင်မောင်စောတဲ့ Global Good Pure Group Company စံချိန်စီဆက် importer အဲ့ဒါအလုပ်လုပ်တယ်တဲ့ importer လုပ်တယ်သူကဥက္ကဋ္ဌဖြစ်လာပါတယ်နောက်ဥပိုင်ဖြိုးတန်းရွှေမဟာဒန company importer လုပ်တယ်ဒုတိယဥက္ကဋ္ဌ1ဦးထေးမိုးဒုတိယဥက္ကဋ္ဌ2ရွှေနဂါရောင်းဝယ်ရေးရနောက်ဦးအောင်ရွှေငွေသစင်မင်းစီဆက်ကဒုတိယဥက္ကဋ္ဌ3နောက်ဦးစောကိုကိုငွေအိုးကြီးစီဆိုင်ကအထွေထွေမှုနော်ဦးစောကိုကိုငွေအိုးကြီးစီဆိုင်ကအထွေထွေမှုနော်နောက်တစ်ခုကစားသင်းဘွယ်အမတန်းစီပြီးရှိတယ်ပေါ့ဗန်နာရေးဘူးတွေတွဲပဲကျူဆောင်စစ်တွေဘာရင်နိုင်ပေါ့နော်တန်းစီထည့်ထားတယ်ပေါ့နော်ဦးရဲသူအောင်ဦးမျိုးမြင့်အောင်ဦးလှိုင်မျိုးတို့ဦးမျိုးတော်ထူးတို့ဦးတော်ဝင်းအေးဦးစရာချစ်တို့စားသင်းပေါ့ဗျာဒီစီနဲ့စီကုံတဲ့လုပ်ငန်းရှင်များအသင်းရဲ့ဥက္ကဋ္ဌရွေးချယ်ပွဲအသစ်အမှုဆောင်တဲ့ရွေးချယ်ပွဲကြီးရတော့ကျင်းပပြီးသွားပြီပြောရရင်တော့ကျွန်တော်အစီအစဉ်နဲ့ပတ်သက်ပြီးခဲ့တဲ့နောက်ဆုံးတော့ကဦးဆန်းလင်းဥက္ကဋ္ဌဖြစ်တဲ့အတုံမှာတော့တစ်ခေါက်ရွေးကောက်ပွဲကိုသေချာကျင်းပတယ်ပြီးရင်သူကဒီနောက်လူလက်ထက်ကိုလွှဲတယ်ပြောရင်တော့ထိုင်ကိုဖင်တွဲကြိတ်ပြီးတော့တခါတည်းဖတ်မထားဘူးပြောချင်တာဗျာတချို့တွေကပြောတယ်ဗျကျွန်တော်မြန်မာနိုင်ငံမှာရှိတဲ့တချို့လုပ်ငန်းရှင်တွေတချို့ပုံကိုယ်တွေကဘာပြောလဲဆိုတော့တချို့သင်ဖို့မှာဥက္ကဋ္ဌနေရာအတွင်းမှုနေရာဒုဥက္ကဋ္ဌနေရာထိုင်ကြတချို့တွေပြောတယ်ဘာပြောလဲဆိုတော့ကတော့နော်ဦးမင်းအောင်လိုင်ပြောတာဒီမင်းအောင်လိုင်ရအာနာဘတ်အာနာယူတယ်ပြောကြတာရှိတယ်ကျွန်တော်ကခဏကြားဘူးတွေဆိုစဉ်းစားနေဦးမင်းအောင်လိုင်ကိုအာနာဘတ်တယ်အာနာယူတယ်အာနာဘတ်လို့အာနာယူလို့ပြောကြတာရှိတယ်โอเคအဲ့ဒီပြောတဲ့လူတွေကိုယ်တိုင်ကဒီလိုတချို့သူတွေကအသင်းဖွဲ့တွေမှာဥက္ကဋ္ဌနေရာနေမသိဘူးလောမသိဘူးဥက္ကဋ္ဌနေရာနေတက်တန်းဘူးပါလဲဆိုဦးမင်းအောင်လိုင်တက်တန်းဒေါ်ဆောင်စုကြည်တက်တန်းတော့လည်းဥက္ကဋ္ဌလုပ်တယ်အခုဦးမင်းအောင်လိုင်တက်တန်းလည်းဥက္ကဋ္ဌပဲတချို့ဆိုဦးသိန်းစိန်တက်တန်းအောင်စပါလာတက်တန်းကုန်ကန်ကြီးစပါလာဒီနေ့ထိ10နှစ်နီးပါးအထိဥက္ကဋ္ဌနေရာမသိဘူးအဲ့လိုလူတွေရှိတယ်တချို့အသင်းတွေရှိတယ်ကျွန်တော်အသင်းနာမည်တွေတက်မပြောချင်ဘူးအဲ့တော့အသင်းဖွဲ့တွေအကုန်လုံးခင်ဗျားတို့ကိုယ့်ကိုယ်သိကြဖို့လိုတယ်ခင်ဗျားတို့ကိုယ့်ကိုယ်သိကြဖို့လိုတယ်တချို့တွေကဘာလို့ဆိုတော့ဥက္ကဋ္ဌဆက်လုပ်ချင်တာကအသင်းဖွဲ့စည်းမျဉ်းတွေကိုချက်ချင်းကိုယ့်ဖွဲ့နဲ့ကိုပေါင်ကြိတ်ပြီးပြင်တာမရအောင်ပြင်တာနောက်တစ်သက်ထပ်လုပ်လို့ရအောင်ထပ်ပြင်တာအသင်းဖွဲ့စည်းမျဉ်းကိုကြိတ်ပြက်ပြင်တာရှိတယ်တချို့အသင်းတွေဆိုနှစ်ချမ်းမှာကွဲတယ်မအင်ချမ်းမြေသင်းလို့ဆိုနှစ်ချမ်းကွဲနေတယ်ခင်ဗျာရီးဖို့လည်းကောင်းတယ်ဘာမှမဟုတ်တဲ့ဒီအသင်းဖွဲ့လေးရဲ့တခုရဲ့ဥက္ကဋ္ဌတွင်းမှုနေရာတွေကိုတောင်းဒီလိုမျိုးစခွက်လူနေကြတာထိုင်ကုန်နေရာမဖယ်ပေးချင်ကြဘူးဂေါက်အသင်းဆိုလဲဂေါက်ရိုက်တဲ့အသင်းဂေါက်အသင်းဆိုလဲခင်ဗျာမဖယ်ဘူးဂေါက်အသင်းလည်းမဖယ်ဘူးခင်ဗျာဒရက်စာဆရာအသင်းလည်းမဖယ်ဘူးဘာလဲကွာအင်ချမ်းမြေသင်းဆိုလဲနှစ်ချမ်းကွဲတယ်ဆောက်လို့ရတဲ့ဥရှင်ဝင်းအုပ်စုလဲခင်ဗျာဥရှင်ဝင်းလဲဘယ်နဲ့တင်းနေရှိကုန်ဘူးလဲမသိဘူးခင်ဗျာပြန်တွေးကြည့်အသင်းဖွဲ့ရင်တော့အများကြီးပဲကြံသေးတယ်ကျွန်တော်တန်းစီထပ်ပြောရင်မကုန်ပါ university မှာရှိတဲ့အသင်းတွေကိုတန်းစီ list တွေဆွဲချပြီးတော့အခုတန်းစီပြောရင်တဖွဲ့လုံးကျွန်တော်အကုန်လုံးတင်းကြအောင်ပဲတန်းစီမျိုးပဲဥက္ကဋ္ဌနေရာမစင်းကြဘူးဖတ်ထားတာဥက္ကဋ္ဌနေရာအသေးဖတ်ထားတာမစင်းဘူးရအောင်ပြောတော့ပြီးတော့အဲ့လူတွေကပဲချို့ကွာရကြရင်ပြောလိုက်သေးဦးမင်းအောင်လည်းအာနာမဲ့တယ်ဦးမင်းအောင်လည်းအာနာဝါဖြစ်တာဒါဖြစ်တာဟိုကတနိုင်ငံအုပ်ချုပ်တဲ့အာနာမက်လဲမက်တော့စရာခင်ဗျားတို့ကဘာမှမဟုတ်တဲ့တော့ခင်ဗျားတို့ခွသောင်းခုံတွေမှာတော့ဟိုလိုဟာလောက်ပြောမနေနဲ့လေတခါကျရင်ရီးဖို့လည်းကောင်းတယ်သူများကိုလက်ညှိုးထိုးတဲ့လူတွေကကိုယ်တိုင်အာနာမဲ့နေကြတာကိုမိတ်နေအဲ့အသင်းဖွဲ့တော်များအဲ့တော့မြန်မာနိုင်ငံမှာရှိတဲ့အသင်းဖွဲ့တွေနဲ့ပတ်သက်လို့ရှိရင်ပြည်ထဲရေးရယ်ဒိုက်ကာရယ်နောက်တခြားဘာစီရှုံးလဲအဲ့ဒီအဖွဲ့အစည်းတွေကဒီအသင်းဖွဲ့စီးမြင့်တွေကိုကင်ထားတဲ့အသင်းဖွဲ့စီးမြင့်အသင်းဖွဲ့စည်းတဲ့ကိစ္စတွေပတ်သက်တဲ့ကင်ထားတဲ့အုပ်စုတွေဒီသက်အာဏာပိုင်အကြီးအကဲတွေနဲ့လေအသင်းဖွဲ့ဥက္ကဋ္ဌတွေနဲ့အသင်းဖွဲ့တာဝန်ရှိသူတွေမေးရမယ်တက်တန်းကြော်ပြီးတော့ထမ်းဆောင်နေတဲ့ပုံကိုယ်တွေကိုမင်းတို့ရွေးကောက်ပွဲပြန်လုပ်ပါလို့ပြောရမှာခိုင်းရမယ်ခင်ဗျားတို့ရောပြီးမလောက်ရောမလုပ်ချနဲ့ခိုင်းရမယ်တချို့အသင်းတွေတက်တန်းကြော်နေပြီဥက္ကဋ္ဌတွေတက်တန်းကြော်နေပြီအတွင်းမှုတွေတက်တန်းကြော်နေပြီဆက်ပြီးတော့ခုချိန်ကြီးဥက္ကဋ္ဌအတွင်းမှုတွေဆက်လုပ်နေကြတော့အဲ့ဒါတွေအကုန်လုံးကိုရှင်းနိုင်ရမယ်ဒါမှဒီမိုကရေစီဖြစ်မယ်မဟုတ်ရင်ခင်ဗျားစဉ်းစားကြည့်ရာထူးတစ်ခုမှာဗျာနှစ်ဆွေးအောင်ဖင်ဆွေးအောင်ထိုင်နေဆိုတာဗျာစိတ်ပြည့်စရာကြီးဗျာပြောတော့ဒီမိုကရေစီလိုချင်တယ်ပြောတယ်အများကြီးပဲတော့အခုစီအသင်းကသူ့တာဝန်သူလွှဲသွားတယ်သိကောင်းတယ်လက်ခုပ်တီးတယ်တကယ်လက်ခုပ်တီးတယ်ကောင်းတယ်ဒီလိုလွှဲရမယ်ဒါပဲကိုယ်သမှုချုပ်ဦးဝင်းလဲနောက်တက်ကြိုင်သူလွှဲလိမ့်မယ်စောင့်ကြည့်လိုက်ဒါဖြစ်လိမ့်မယ်သူဆက်ပြီးထိုင်လို့မရအောင်နှစ်ချိန်ရှိသွားပြီဒါဆိုဒါဒုတိယချိန်မှာနှစ်ချိန်ပြည့်သွားပြီသုံးချိန်တော့သူထိုင်လို့မရဘူးအသင်းကနှစ်ချိန်ပဲရတာဖွဲ့စည်းပုံစီမင်းကိုသူလိုထပ်ထိုင်လို့ထပ်ပြီးပြင်နေတော့မသိဘူးကြိတ်ပြင်လို့မသိဘူးအသင်းဖွဲ့စည်းမင်းတွေရှိပြီးသားတချို့ဒီဘာသာရေးနဲ့ဖွဲ့စည်းလည်းရှိတယ်ဘာပစီညာစီဖွဲ့စည်းရှိတယ်ဥက္ကဋ္ဌရတော့မစင်းချင်ကြိတ်ထိုင်တာအသင်းဖွဲ့စည်းမင်းကျွန်တော်ဒါဥက္ကဋ္ဌအသင်းဖွဲ့တစ်ခုမှာဥက္ကဋ္ဌလောက်ရမယ်ဆိုရင်ကျွန်တော်ပွင့်လည်းပြောမယ်နော်ကိုထိုင်ရမယ့်တက်တဲ့ပို့ကိုမထိုင်ဘူးဘာလို့အဲ့လောက်ထိမယူအဲ့လောက်ထိယာရုလည်းမယူအာနာလည်းမယူအဲ့လောက်ယူနေတဲ့ကောင်လည်းအဖြစ်မခံဘူးအာနာယူတော့ယာရုယူတာကောင်းတယ်လို့မဟုတ်လားမယူသင့်ဘူးအဲ့တော့ကျွန်တော်ပွင့်လည်းပြောတချို့အသင်းဖွဲ့ဥက္ကဋ္ဌတွေခင်ဗျားတို့တွေကိုယ့်အကူသိပါတယ်ကိုယ့်ကိုအသင်းဖွဲ့စည်းမင်းတွေတိတ်ပြင်တာတွေမလုပ်ဖို့နောက်တစ်ခုကဖြစ်နိုင်ရင်ရွေးကောက်ပွဲမြန်ဆန်လုပ်ပြတာအကောင်းဆုံးနောက်တစ်ခုတော့တချို့အသင်းတွေဖေးဥက္ကဋ္ဌတားတွေးမှုဖေးဥက္ကဋ္ဌတားပါလေပြန်ကြားမှုဖေးဥက္ကဋ္ဌဘာတားပါခင်ဗျာအဲ့အသင်းဖွဲ့တွေပုံနေပေါ်လို့ရိုင်တာဘာတွေလဲမသိဘူးသူမရှက်ဘူးလားမသိဘူးကျွန်တော်စဉ်းစားတာမရှက်ကြဘူးလားမသိဘူးရှက်ရကောင်းမှမသိတယ်လားမသိဘူး
ယူကိုမယူသိဘူးဆိုတော့ရှေ့ကောင်မှမသိကြလားကျွန်တော်မသိဘူးချို့အသိနေဆိုကိုကရာရုပ်တစ်ခုယူတိုင်းကိုသားသမီးကဒီအဖွဲမှာပြန်ပါနေကိုကပွင့်လင်းပြောရင်ဒီအရေးပါတဲ့နေရာတွေဖြစ်နေမပါအောင်ထားမှာဒါပေမဲ့အသိဖို့တော်များဖေးရဥက္ကဋ္ဌတာတွင်မှုလို့ဖေးရဥက္ကဋ္ဌတာပြန်ချိုင်မှုဖေးရဥက္ကဋ္ဌတာစီးစီမှာနေရာကောင်းယူတယ်လို့ဟာအဲ့ဒါတွေကဖြစ်တဲ့နေရာမဟုတ်ဘူးဒါကြောင့်ကျွန်တော်ကတော့ပွင့်လင်းပြောအားမပေးဘူးအဲ့ဒါကိုအားမပေးဘူးရှက်တက်ဖို့တင်တယ်ရှက်တဲ့နေရာကိုရှက်ဖို့တင်တယ်ရှက်ရကောင်းမှလည်းသိဖို့တင်တယ်နောက်တစ်ခုကခေတ်တစ်ခုကာလတစ်ခုမှာကိုကအာနာရှိလို့ခွင့်ရရှိလို့ကိုကအာနာရှိလို့ခွင့်ရရှိလို့ကိုသားသမီးကဂွေတွေရတယ်အကြီးကျယ်ဖန်ရတယ်အကြီးကျယ်ပိုင်တယ်ဟိုဟာတွေသိနေဒီဟာရတယ်ဟိုဟာရဒီဟာရတယ်ဒါပေမဲ့ကိုအာနာမရှိရတဲ့နေကြရင်ကိုသားသမီးမျက်နှာဘယ်လိုနေမလဲဆိုတာစဉ်းစားကြည့်ဘူးစဉ်းစားကြည့်ဘူးလားတချို့လူတွေပြောတာပါဘယ်သူတွေလည်းမယူရဘူးခေါင်းစဉ်လည်းမတတ်ဘူးနော်ကိုကတော့အသိဖွဲ့တွေအကုန်လုံးအကုန်ကျွန်တော်ယူရချက်ဘယ်သူမှမယူဘူးနော်ကျွန်တော်ပြောတာယူလေးပါကျွန်တော်ပဲထားပါတော့ကျွန်တော်ကဘာဥက္ကဋ္ဌကြီးပေါ့ကျွန်တော်ခေါင်းဆောင်ကြီးပေါ့ကျွန်တော်လူကြီးဖြစ်ပေါ့ခေါင်းဆောင်ကြီးဖြစ်ပေါ့နော်ကျွန်တော်သားသမီးကတော့ဟိုဟာရသွားဒီဟာရသွားဟိုဟာပြဒီအကုန်ကျွန်တော်သားသမီးလဝကြီးကိုပတ်အုပ်တာအဲ့ဒါအကုန်လုံးကျွန်တော်ပြင်ကျွန်တော်မသိဘူးအဆင်ပြေတယ်ထင်တာโอเคပေါ့ဟိုကသူ့သားသမီးဆိုတော့ပြီးပြီပေါ့အကုန်လုံးအဲ့ဒါမျိုးယူစဉ်းစားကြည့်နော်အဲ့ဒါမျိုးယူကိုလည်းဘာမှမရှိတော့တဲ့အချိန်တာဝန်မရှိတော့တဲ့အချိန်ရောက်ပြီဆိုတော့အဲ့ဒါရှက်ရကောင်းရှက်စရာကောင်းတယ်ဆိုတော့တွေးမိဘူးကြလားမသိဘူးကျွန်တော်အဲ့ဒါမျိုးဆိုသိရှက်စရာကောင်းတယ်လို့ကျွန်တော်မြင်တယ်အဲ့တော့ရှက်တင်တာကိုရှက်တတ်ဖို့လိုတယ်ရှက်တင်တာကိုရှက်တတ်ဖို့လိုတယ်ရှက်ရမယ့်အရာကိုရှက်တတ်ဖို့လိုတယ်ရှက်ရမယ့်အရာကိုရှက်တတ်တာရဲ့ရှက်တင်တာကိုရှက်တာရဲ့တကယ်လူကောင်းပါလူတော်လူကောင်းအလုပ်ပါခေါင်းဆောင်ကောင်းအလုပ်ပါအဲ့တော့ကိုလည်းသိကြဖို့တချို့ဖွဲ့စည်းတွေတချို့ပုံကိုယ်တွေတချို့သောတာဝန်ရှိသူတွေတချို့သောဘာညာတွေကျွန်တော်တချို့သောကျွန်တော်ကြော်မျိုးမင်းတွေကိုပေါ့နော်ပြောပါတယ်နော်အဲ့လိုပြောပါတယ်အဲ့တော့မလုပ်တင်နိုင်လို့ကြာဘူးဒါအသေးဖွဲ့အခုစီစဉ်ရတော့ဘာပဲပြောသူနေရာဖယ်သွားတယ်သူကသူအစ်စ်တွေဖြတ်တင်လာတယ်ကောင်းပါတယ်ကျွန်တော်တော့အားပေးပါတယ်လက်ခုပ်တီးပါတယ်နော်ဒါလေးကြုံရလို့ပါနောက်တစ်ခုကတော့ဒီရွှေကြိုကိစ္စပေါ့အမဲရွှေကြိုကိစ္စဆိုတာချမဟုတ်ဘူးရုပ်ရှင်စီယုံကရွှေကြိုလေးနဲ့ပတ်သက်ပြီးတော့မှကြည့်ရဒီနေ့ရွှေကြိုလေးမကောကြဘူးလားမလာကြဘူးလားမသိဘူးထပ်ပြီးတက်တိုးပေးနေရတယ်ရှိတယ်တွေ့ရတယ်ဒါမှမဟုတ်လဲလာစီခြင်းတဲ့လူစောင့်နေရလားဘာလို့မသိဘူးရွှေကြိုလေးခေါ်နေတယ်ရွှေကြိုစားအကယ်ဒမီပြောတဲ့ရွှေကြိုလေးခေါ်နေပါတယ်တချို့တွေလျှောက်ချင်သွားလျှောက်ကြဒါကိုပြောချင်တာနောက်တစ်ခုကရုပ်ရှင်လောကနဲ့ပတ်သက်ရင်ပြီးခဲ့ရပိုင်းပေါ်လို့ရတဲ့လူခုရှိတယ်လာမယ့်အကယ်ဒမီကိုရိုက်ခတ်နိုင်ရရှိတယ်ဆိုပြီးပေါ်လို့ရိုက်နေတယ်အဲ့ဒါဘာလဲဆိုတော့ကြုံကြိုက်လို့ရုပ်ရှင်လောကနဲ့ရွှေကြိုလေးကိစ္စလို့ဘာလဲဆိုမိမိကိုတို့ဝုံမုံရွှေတို့တွားပြီးတော့တရုတ်မှာတွားပြတဲ့ပြပွဲဘာလဲဒါကျွန်တော်ရုပ်ရှင်ပွဲတော့ဘာပွဲတော့လည်းမသိဘူးဗျဒီချစ်ကြည်ရုပ်ရှင်ပွဲတော့တစ်ခုပဲအဲ့မှာမိမိကိုကဆုရလာတယ်တပင်းတယ်များနေစဉ်ဆုရလာတယ်မိမိကိုတို့ကအဲ့ဒါကိုဘာဖြစ်လဲဆိုတော့ online ပေါ်ရေးချင်တိုင်းရှောက်ရေးကြတာပေါ့ဗျာတကယ်မီဒီယာအစ်စ်မဟုတ်တဲ့ click bait တွေပေါ့အဲ့ဒါမီဒီယာတွေကမီဒီယာမဟုတ်တဲ့တကယ်ဟိုဟာတွေပါမီဒီယာမဟုတ် Facebook ပေါ်လှုပ်ရှားတဲ့အုပ်စုတွေရှိတယ် click bait အဆင့်တွေပေါ့အဲ့အုပ်စုတွေကဘာပြောလဲဆိုတော့မြန်မာနိုင်ငံကပေးတဲ့အကယ်ဒမီကိုအကယ်ဒမီမရဘူးမရရင်နိုင်ငံတကာကတော့စုတွေပေးတယ်တွေ့လားဒီလောက်တော့အဆင့်တန်းရှိလို့ပေးတာဆိုတချို့လူတွေကအဲ့ညံရီတထောင်တမိုင်းနဲ့ရှောက်ပြောကြတာဗျတကယ်အမှန်အဲ့ဒါမဟုတ်ဘူးအဲ့ဒီပြပွဲကိုသွားပြိုင်တဲ့ကားတိုင်းလိုကိုတက်ဆိုင်ရာတစုချင်းစီတစ်မျိုးစီပေးတယ်အကုန်ရလာခဲ့တာသူပြိုင်တဲ့အခြားနိုင်ငံလည်းရလာခဲ့ပြီသားမိမိကိုတို့ထွင်းဖောက်ရတာမိမိကိုတို့တဖူတဲ့ထွင်းဖောက်ရတာမဟုတ်ဘူးဗျအဲ့ဒါကိုပေါက်တက်ကြရရှောက်ပြီးတော့ဖွာလိုက်တော့မြန်မာပြည်မှာရှိတဲ့ဒီအကယ်ဒမီရွေးချယ်ရေးဖွဲ့လူတွေကိုမထိမမြင်မလေးမစားလို့ရမကြောက်ဘူးလားပြီးတော့ဒီအကယ်ဒမီရွေးချယ်ရေးဖွဲ့လူတွေကအပေါ်မှာဩဇာလွှမ်းမိုးကြိုးစားတာမဟုတ်ဘူးလားအခုလာမယ့်အကယ်ဒမီရလည်းနောက်လာမယ့် February ဆိုလာအောင်မယ်အဲ့တော့ February မှာအကယ်ဒမီလာရင်အခုလာပြီအခုဒီနေ့ဆိုရင်အကယ်ဒမီပဲစီးရင် list ဝင်တဲ့ကားတွေရှိတယ်မနေ့ကတော့ပြိုင်တော့ရွှေမွေဒီရဲ့ပန်းချစ်သူပန်းတော့ဝင်တယ်ဒီသဘေမြန်လေးစီပြိုင်ကြတဲ့ခါမှာရွှေမွေဒီကားရောက်သွား sorry ဝုံမုံရွှေကြီးပြောတာမလေးလွဲကုန်ရွှေမွေဝုံမုံရွှေကြီးပြောတာနော် sorry အဲ့လိုဆိုရင်မှဝုံမုံရွှေကြီးကားနဲ့ဒီကောင်နဲ့နှိုင်းရှင်ပြပြီးတော့ဖဲ့ကြတာတွေ့တယ်မဟုတ်ဘူးအခုဒီနေ့လဲလာအောင်မှာမပူနဲ့အဲ့တိုင်းဇလန်လာကြအောင်မှာကျွန်တော်မြင်တယ်လာကြအောင်မှာဟိုမနစ်ကရလို့ဒီနေ့ထရတယ်ဆိုပြီးတော့မှကယ်ရီပေးဖို့ဖွဲ့လို့ဘုတ်ဖွဲ့ကယ်ရီဘုတ်ဖွဲ့ကိုပြဿနာရှာကြအောင်မှာဘုတ်ဖွဲ့ကတော့ရှင်းရှင်းလေးပဲတင့်တော်တယ်ထင်တာပူကောင်းမယ်ထင်တာပို့ပြီးစနစ်ကြမယ်ထင်တာပို့ပြီးတော့ဟိုပေါ့သူ့ရဲ့စံချိန်စံညွှန်းတွေနဲ့တတ်မှတ်ပြီးရွေးချယ်လိမ့်မယ်အဲ့တော့အပြင်ကနေရေးချင်တာရေးပြောချင်တာပြောကြတယ်လေတချို့ကကြာမသိတော့ဘူးနောက်တစ်ခါအခုလဲတချို့ဘုတ်ဖွဲ့တွေအပေါ်မှာလွှမ်းမိုးဖို့စူးစမ်းတယ်ဟိုလူနဲ့လွှမ်းမိုးဖို့စူးစမ်းတယ်ငွေချင်းနဲ့လွှမ်းမိုးဖို့စူးစမ်းတယ်နောက်တစ်ခါဒီဝါရဖြန့်ချိမှုနဲ့လွှမ်းမိုးဖို့စူးစမ်းပြီးတော့သူတို့ရစေချင်တဲ့လူရအောင်တွန်းပို့နေတာတွေအလုံးနေတာရှိတယ်လို့ကျွန်တော်ကြားတယ်အဲ့တော့အဲ့လိုရတဲ့စုကြီးကတော့ယွန်စရာကောင်းပါလေဗျာစုဆိုတာထိုက်တန်မှရတာကောင်းတယ်မထိုက်မတန်နဲ့ရတဲ့စုကယွန်ဖို့ကောင်းတယ်အဲ့စုကယူတဲ့စုကယူတဲ့နာယူကျွန်တော်လည်းတချို့တွေစုပေးတယ်ဟိုဟာပေးတယ်ဒီဟာပေးခြင်းလို့ရှိတယ်ကျွန်တော်ပွင့်လည်းပြောကိုယ်နဲ့မထိုက်တန်ခံလို့မယူထိုက်တန်မှကျွန်တော်ယူခြင်းတယ်မထိုက်တန်မယူပါဘူးပွင့်လည်းပြောတာဒါကျွန်တော်ပွင့်လည်းပြောခဲ့ပါတယ်ကျွန်တော်လည်းမထိုက်တန်ထင်တဲ့ဟာကိုကျွန်တော်မယူပါဘူးထိုက်တန်ထင်တာကျွန်တော်ယူပါတယ်ဒီလိုပဲရှင်းလေးပဲအဲ့လိုပြောပြီးတော့ဟောဖြစ်တယ်အဲ့တော့ကိုမထိုက်တန်တဲ့စုမယူရဘူးကျွန်တော်ဆိုလဲအဲ့တော့စဉ်းစားဖို့လိုတာပြောတာပါဒီအကယ်ဒမီပွဲလဲထိုက်တန်တဲ့စုပွဲအကယ်ဒမီပွဲရွေးချယ်ပွဲတေချာစနစ်ကြပေးလိမ့်မယ်လို့ကျွန်တော်ကောက်ချက်ချပါတယ်ဒါတစ်ခုပေါ့နောက်တစ်ခုကဒီနေ့ဟိုကိုရာအစီမကောင်းကြပါလဲဆိုကော့တောင်းမကြုံကလပ်မှာဖြစ်တဲ့ကိစ္စကျွန်တော်ဒါကတော့ကျွန်တော်တို့
ကျွန်းသာသနာပြုဆရာတော်တွေအတွက်စိတ်မကောင်းစရာတဲ့မှာကျွန်းတွေကိုသာသနာပြုတဲ့ဆရာတော်တွေအတွက်စိတ်မကောင်းစရာပေါ့နော်ကော်တောင်းမြို့နယ်ဒီစလုံတိုင်းသားတွေနေထိုင်တဲ့ဒီမကြုံကလက်ဆိုတဲ့ရွာအဲ့ရွာမှာကျောင်းတော်ဆရာတော်တစ်ပါးရိုက်တက်ခံရဖြစ်စဉ်တစ်ပါးဖြစ်သွားတယ်အဲ့ဒါဒီဇင်ဘာ9ရက်မနေ့ညနေပိုင်းဖြစ်တာအဲ့တော့ဒီမကြုံကလက်ဆိုတဲ့ရွာမှာရှိတဲ့အောင်ခီမာဆိုတဲ့ကြီးရွာပေါ့နော်မကြုံကလက်ကမကြုံကလက်ဘက်ကကျောင်းအောင်ခီမာဆိုတဲ့ကျောင်းတိုက်ပေါ့နော်ကျောင်းတိုက်မှာဖြစ်တာအဲ့ဆရာတော်ကနေပြီးတော့အသက်29နှစ်ရဲ့အမျိုးသားတယောက်ကိုသူကသူဆောက်ရှောက်ထားတာအဲ့လူကတခါတလေစေးကြောင်ကြောင်တက်တယ်ဟိုကတော့ယူတယ်မူတက်အဲ့လိုဖြစ်တယ်အဲ့ဒါဆရာတော်ကသူ့ကျောင်းတိုက်မှာထားပြီးတော့ဟိုဆောက်ရှောက်တာထမင်းကျွေးတာဆောက်ရှောက်ထားတာအဲ့ဒါကိုအဲ့ဒီအမျိုးသားမနေ့ကညပိုင်းမှာဆရာတော်ကိုအသက်36နှစ်ဝါတော်15ဝါရှိတဲ့ဆရာတော်ကျောင်းတိုက်ဆရာတော်ကိုတုံးနေရိုက်တက်လိုက်တယ်ဆရာတော်ဟောပြသွားတယ်အဲ့လူကဆေးနေနဲ့ကြောင်ပြီးတော့သူကဘာလဲဆိုတော့အဲ့ဒီမှာကြည့်ရတာဆရာတော်ရဲ့စွန်းဟွာတွေကိုစွန်းနေဟွာတွေနဲ့ပတ်သက်ပြီးတော့ကြည့်ရတာစွန်းနေဟွာတွေစွန်းကန်လိုက်တယ်စွန်းကန်လိုက်ပြီးတော့ပေါ့ဗျာဟိုပြီးတော့အလှခံဘုံတဲ့ပတ်စံတွေကိုခိုးဖို့ကြိုးစားတာလို့ယူဆတယ်အဲ့တော့ဆရာတော်ကအဲ့ဒါကိုတားပြီးတော့ဆူတာပေါ့ဗျာဘုန်းကြီးတွေဆရာတော်တွေတဲ့ဘောကဆူတာပေါ့ဆူတာကိုဆူရကောင်းလားဆိုပြီးတော့အဲ့မှာအဲ့ဆရာတော်ရှိတဲ့ဘေးကတုံးနေကောက်ပြီးရိုက်တတ်တာဆရာတော်ကိုလုံးပြန်လုံးမူသွားရှာတယ်ဘေးကဒကာမနှစ်ယောက်ကလည်းမြင်နေမဲ့အဲ့ဒကာမနှစ်ယောက်ကိုလည်းကြားရပို့ပြီးတော့ထွက်ပြေးရတယ်အဲ့တော့နောက်တော့အဲ့ကောင်ကိုဖမ်းမိပါတယ်ဖမ်းဆီးရပြီလို့အခုတော့ဝိုင်းဖမ်းရွာဝိုင်းဖမ်းလို့အခုသူ့ကိုဖမ်းမိလို့အချိုးရဲထဲကိုကြိုးစားလိုက်ပါပြီအချိုးရဲထဲပါပြီဆိုတော့ကျွန်းနေမှာသာသနာပြုတဲ့ဆရာတော်ဆိုတာနည်းနည်းပဲရှိတာဗျရှားရှားပါးလေးတွေပါအဲ့ရှားရှားပါးကျွန်းနေမှာသာသနာပြုတဲ့ဆရာတော်တွေအဲ့လိုယူတော်မူကြောင်ကျွန်းနေဟိုလှေတွေကျွန်းနေမှာဒီမွေးစေဝါပြန့်နှံ့ပြီးတော့ယူကြောင်နဲ့ရှောက်လို့ကြတဲ့ဇာလန်တွေကတိုင်းပြည်တွေနစ်နာတယ်သာသနာတွေနစ်နာပါတယ်စိတ်မကောင်းစရာလည်းဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့စိတ်မကောင်းဖြစ်ရကြအောင်လို့ခုနပြောတာအဲ့တော့ကျွန်းသာသနာပြုဆရာတော်တွေနဲ့ပတ်သက်ရလဲနိုင်ငံတော်ကကာဝါဆောက်ရှောက်ပေးကြဖို့လိုပါတယ်ဟိုဗုဒ္ဓဘာသာကျွန်းနေမှာပြန့်နှံ့တာကောင်းသလားဆိုးသလားဆိုတာဟိုစဉ်းစားကြဖို့လိုတယ်ဘာလို့လဲဆိုတော့တချို့ကျွန်းနေမှာတခြားကိစ္စတွေရှိနေပါတယ်ကျွန်တော်မပြောလို့ပါဘူးတချို့ကိစ္စတခြားကိစ္စရှိနေပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့နိုင်ငံရဲ့ကျွန်တော်နိုင်ငံရဲ့ပိုင်တဲ့တယံဇာတာတွေကိုပိုင်တဲ့ဟွာတွေကိုကျွန်တော်တို့မှမကာကွယ်ဘယ်သူကာကွယ်မှလဲဗျာပြီးတော့ကျွန်တော်တို့နိုင်ငံကဘာသာသာသနာယဉ်ကျေးမှုတွေထုံးကားပါတယ်ဒါတွေကိုမှကျွန်တော်တို့မှမကာကွယ်ဘယ်သူကာကွယ်မှလဲအဲ့ဒါတွေကရှင်းရှင်းလင်းမိတာပါအဲ့တော့နိုင်ငံတော်အကြီးအကဲတွေကိုယ်တိုင်ဥဆောင်ကာကွယ်ရမှာပါတချို့ကျွန်းတွေတချို့ကိစ္စတွေမှာနိုင်ငံတော်အကြီးအကဲတွေကိုယ်တိုင်ကအမြင့်မြင့်ကြီးနဲ့ကိုယ်နိုင်ငံကိုကာကွယ်တဲ့စိတ်လေးနဲ့ကျွန်းသာသနာပြုတဲ့ကိစ္စတွေကျွန်းတွေပေါ်မှာသာသနာပြုတဲ့ကိစ္စတွေကိုသေချာလုပ်ဖို့တင်တယ်လို့ကျွန်တော်တို့တိုက်တွန်းချင်တယ်နော်ဒီနှုတ်ဝေဒီလိုမျိုးယူကြောင်မှုကြောင်ကောင်တွေလုပ်တာနဲ့ကျွန်းနေမှာဘယ်ဆရာတော်မှသွားပြီးမထိုင်ရတွေဖြစ်ကုန်မယ်ဒါလေးကိုကြိုးကြိုက်လို့ထည့်ပြောတာဖြစ်ပါတယ်အဲ့တော့အဲ့ဒါလေးပြောရင်းနဲ့ဒီနေ့တော့ကျွန်တော်တို့နဲ့ပြပါမယ်အားလုံးပဲကိုယ်စားစီရှိပါတိုင်းပြည်ပေါ်စေနာမှန်ထားပါသစ္စာရှိပါကိုယ်နိုင်ငံသားချင်းအပြန်အလှန်တက်ဖြတ်နေကြတာကိုလက်ခုလဝါဒီပျော်နေတဲ့လူမိုက်လူရန်ကလူသက်အကျန်းဖက်အားပေးသမားခမားဖြစ်နေသလားဆိုတော့ပြန်လည်မင်းတို့တော့ပြောရင်းနဲ့ good night